ဒီကနေ့1389ခုနှစ်တဘောလာပြီဆို6ရက်9ရက်2လ2026စနေနေ့ညချမ်းကာလ9နာရီနဲ့45မိနစ်ချိန်မှာရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်တဝန်းတော်စံပြကျေးရွာမှာပြုလုပ်တဲ့တဝန်းတော်စံပြကျေးရွာဒကမာကြီးဒေါ်စောဝါရွှေပြည်ဒုက္ခမိသားစုတို့ရဲ့အလှမင်္ဂလာမဏ္ဍပ်မှာကျင်းပပြုလုပ်တဲ့သိက္ခာထယဟန်ကန်ရှင်ပြုနာတာအလှမင်္ဂလာရဲ့အလှတော်မင်္ဂလာရဲ့အကျိုးနေ့ညဓမ္မသဘင်ဟုတ်ပြီလားနော်အဲဒီတော့ဘုန်းကြီးတို့ရဲ့ဓမ္မသဘင်ကိုအားလုံးလက်အုပ်ချီတဲ့ပြီးတော့နမောတတ္တ၃ညင်ရွတ်တဲ့ပြီးတော့ဓမ္မဒေသကဖြစ်တော်မူတဲ့ဗုဒ္ဓမြတ်စွာကိုအားလုံးရှိခိုးပူဇော်ကြောကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအခုရွတ်သွားတဲ့နမောတတ္တလေးကဖျားရှိခိုးတဲ့အတူဆုံးဖျားရှိခိုးအတူဆုံးဖျားရှိခိုးနော်စကလုံးလေး၅လုံးပါတယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တစကလုံးလေး၅လုံးပါလို့သူ့ကိုပင်စပဋိကပဏာမဝန္ဒနာလို့ခေါ်တဲ့ဗျာဟုတ်ပလားနော်အရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံတော်ဘဂဝါဂုံတော်နဲ့ပြည့်စုံတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုရှိခိုးကြောပါ၏ဆိုတဲ့အနေနဲ့ရွတ်ကြတာဟုတ်ပလားနော်နမောတတ္တဏိဌာန်လို့လည်းခေါ်ကြတာပေါ့နော်ကဲတရားဝဲစရရအောင်ဒကာကြီးဒကမာကြီးတွေချမ်းသာလို့ထိုင်ပါဗျာဟုတ်ပလားနော်မိမိတို့ရဲ့ဣရိယာပုကိုချမ်းသာလို့ထိုင်ဘုန်းကြီးပြောတဲ့တရားစကားလေးနားထဲဝင်ရင်ပြီးတာပါပဲဟုတ်လားနော်တရားဝဲတွေရဲ့ထုံးစံပေါ်ခေါင်းစဉ်လေးကတော့တက်ရအောင်ပါဟုတ်တယ်မလားနော်ဘာတရားဆိုပြီးတော့တက်ရအောင်ပါဟိုအိမ်ပြန်ရောက်သွားလို့ဘာတရားဟောမေးလို့မသိပါဘူးဘုန်းကြီးကတောင်ပြောမြောက်ပြောနေပြောသွားတာပဲဘာမှမသိလိုက်ဘူးဖြစ်နေမှာဆိုလို့တရားခေါင်းစဉ်လေးကတော့ပေးရအောင်ပါဟုတ်တယ်မလားနော်ဘယ်သုတ်တန်ညာသုတ်တန်ပါဠိဘာသာကြီးနဲ့ပေးနေရင်လည်းပဲဘာမှမှတ်မိကြမှာမဟုတ်ဘူးဟုတ်တယ်မလားနော်စကလုံးလေးနှလုံးနဲ့ရခဏတရားကတော့နော်ဘုန်းကြီးတရားဝဲလေးတွေမှာတစ်ခါစကလုံးလေးတစ်လုံးနဲ့ဘုန်းကြီးကတရားဟောတာကြားဥကြမှာပေါ့သိန်တို့ပေါ့ဟုတ်တယ်မလားသိန်တရားကံတရားစကလုံးလေးတွေဘုန်းကြီးကနှလုံးနဲ့ဟောထားတာလေးတွေရှိတယ်ခဏတော့စကလုံးလေးနှလုံးပေါ့စကလုံးလေးနှလုံးဗမာလိုပဲမှတ်ရအထူးမခက်ပါဘူးကျေးဇူးတဲ့ပြောကျေးဇူးပါဗျာဒီစကလုံးလေးကသိသုံးကြတာဟုတ်တယ်မလားအင်္ဂလိပ်လိုလည်းသုံးတာပဲတိုင်းကျူဟုတ်တယ်မလားကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်တယ်မလားဘာပြောတာတော့ကျေးဇူးဆိုတာလေးကနော်တွေ့ထိုးကာကြီးရပင်ဘာတော့ကျေးဝိဆပေါက်လေးနဲ့ကျေးပြီးတော့ဇာခွဲလေးနှလုံးဘာတော့နှချောင်းငင်ပြီးတော့ဝိဆပေါက်လေးနဲ့ဘာလုပ်တာတော့ကျေးဇူးဆိုတာဘာတော့ပြောသားမှာအောင်ဆိုရင်အဲ့ဒီဗမာစကားကိုအဓိပ္ပာယ်ဖွင့်ပြီးပြောနိုင်တဲ့ပုဂ္ဂိုလ်ကခက်ရှားရှားရဲ့ဟုတ်တယ်မလားစကားလုံးလေးကနှလုံးနဲ့ပဲဘာမှမခရင်ဘူးမှတ်ထားတစ်သက်လုံးတယောက်နဲ့တယောက်နော်သူ့ရဲ့ကောင်းချိုးကိုယ့်ရဲ့ကောင်းချိုးကိုလိုလို့ကောင်းတဲ့ကာယကံနဲ့သူ့ကိုအပြုမှုနဲ့ဘာတော့ဟိုဆောင်ရွက်ပေးတယ်ပေါ့ကာယကံနဲ့နောက်တစ်ခါဝစီကံနဲ့ဆောင်ရွက်ပေးတယ်အဲ့ဒီနှစ်မျိုးမနောကံနဲ့ကတော့ဆောင်ရွက်ပေးလို့မရဘူးအဲ့ဒါမှတ်ထားဒါကြောင့်မို့စကားပြောမယ်ဆိုတော့ကျေးဇူးဆိုတာဘာတော့မေးလို့ရှင်တော့သူ့အကျိုးကိုအကျိုးကိုအပြန်အလှန်ဖော်ပြတာပဲတဲ့ခန္ဓာကိုယ်နဲ့နှုတ်နဲ့ပေါ့အဓိပ္ပာယ်ဟုတ်တယ်မလားသူကောင်းကျိုးကိုလိုလားလို့ကိုယ်ကောင်းကျိုးကိုလိုလားလို့ကာယကံနဲ့ဝစီကံနဲ့ဖော်ပြတဲ့အမူအရာလေးကိုကျေးဇူးလို့ခေါ်တဲ့ဗျာအဲ့ဒါမှတ်ထားကြပြီတော့ဟုတ်တယ်မလားရှေ့နားမှာတော့မှောက်လိုက်မယ်ဆိုင်ကယ်ဖြည်းဖြည်းသွားမောင်းကျေးဇူးပါခင်ဗျာကျေးဇူးပါသတိပေးတာဟုတ်တယ်မလားရှေ့ကတော့မင်းအိမ်သားမှာမိဘုံကြီးကလွန်နေမိတွေတိတ်တောင်းနေတယ်အိမ်တွေကုကုန်မယ်ဟုတ်ကဲ့ပါကျေးဇူးပါကျွန်တော်ပြုလုပ်လိုက်ပါမယ်ဟုတ်တယ်မလားအဲ့ဒါကိုခေါ်တာကျေးဇူးတဲ့ကျေးဇူးတဲ့စကားလုံးလေးနှလုံးနဲ့ပဲတချို့ကစကားလုံးလေးကိုနှလုံးတွဲသုံးနေတယ်ကျေးဇူးဥပကာရတင်ရှိပါကြောင်းသုံးတယ်ဟုတ်တယ်မလားကျွန်တော်ကျန်မတို့ရဲ့မင်္ဂလာဆောင်ကိုကြွားရောက်အားပေးကြတဲ့အတွက်ကျေးဇူးဥပကာရတင်ရှိပါကြောင်း
အဲ့ဒီဥပကာရဆိုတဲ့စကားလုံးလေးလုံးကမှတ်ထားအဲ့ဒါကိုဘာသာပြန်ထားတာပါဠိစကားဗျနော်ဥပကာရဆိုတာပါဠိစကားဥပကာရဟောမှကျေးဇူးတင်ပါတယ်အဲ့ဒါပါဠိလိုပြောတာကျေးဇူးဥပကာရတင်ရှိပါကြောင်းဆိုတာရှေ့ကကျေးဇူးကဗမာလိုနောက်ကဥပကာရကပါဠိလိုပြောလိုက်တာဟုတ်ပြီလားအတူတူပဲလို့မှတ်ကြမို့နော်လောကကြီးမှာဗုဒ္ဓမြတ်စွာကဒုံလဘပုဂ္ဂိုလ်2ယောက်ရှိတယ်နော်ဒုံလဘပုဂ္ဂိုလ်2ယောက်ရှိတယ်ဆိုလို့တကူကဆိုအခါတွင်းမှာသင်္ကန်းဝတ်နေတဲ့ကိုတော်ကြီးတွေကိုပြောတယ်လို့ထင်မင်းတယ်။အိုးဟုတ်တယ်မလားနော်။ဒုံလဘဆိုတဲ့စကားလုံးလေးကလည်းမှတ်ထားအောင်။နေရာတိုင်းမှာမတွေ့နိုင်ဘူးလို့အဓိပ္ပာယ်ထွက်တယ်။ဟုတ်တယ်မလား။တနည်းအားဖြင့်ယရနာဆိုတဲ့စကားလုံးလေးနဲ့တူတယ်။ယရနာဆိုတဲ့စကားလုံးလေးနဲ့တူတယ်။ယရနာဆိုတာနေရာတိုင်းမတွေ့နိုင်ဘူး။ဟုတ်တယ်မလား။ဟိုးမိုးကုတ်မှာရှိတဲ့အနီတွေအစိမ့်တွေနေရာတိုင်းမတွေ့နိုင်ဘူး။ဒါကြောင့်မို့သူ့ကိုယရနာလို့ခေါ်တာ။ရတနာတဲ့ပါဠိစကားလုံးလေးကသုံးရင်တော့ဟုတ်တယ်မလားရှားပါလို့နေရာတိုင်းမှာမတွေ့နိုင်လို့သူ့ကိုယရနာလို့ခေါ်တာဒုံလဘဆိုတဲ့စကားလုံးလေးရတယ်အဲ့ဒီအဓိပ္ပာယ်ပဲရှားပါတယ်လေနေရာတိုင်းမတွေ့နိုင်ဘူးလို့အဓိပ္ပာယ်ထွက်တာဟုတ်တယ်မလားဟိုးအနီတွေအစိမ့်တွေအပြာတွေကဟောဒီလိုဂဝံကြောက်တွေလိုပေါ်နေပြီးတော့ဂဝံကြောက်တွေကရှားကြည့်ပေါ့ဒီဂဝံကြောက်တွေလမ်းခင်းတဲ့ဂဝံကြောက်တွေကယရနာမဖြစ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးဟုတ်တယ်မလားအခုကြတော့ဟိုမှာအင်မတန်ရှားပါတဲ့မိုးကုတ်တို့ဖားကန်တို့မှာထွက်တဲ့အဖြူတွေအနီတွေအစိမ့်တွေအဝါတွေကြမှာယရနာလို့ခေါ်ပြီးတော့ဒီလမ်းဘေးမှာတွေ့နေတဲ့လမ်းခင်းတဲ့ဂဝံကြောက်တွေဘယ်သူမှယရနာလို့မသုံးဘူးဗျာဟုတ်ပြီလားနော်ဒါကြောင့်မို့လို့တွေ့ခဲကြုံခဲလို့ယရနာလို့ခေါ်တယ်အဲ့ဒီယရနာဒုံလဘဆိုတဲ့စကားလုံးနဲ့အတူတူပဲလို့မှတ်ပေါ့ဗျာအဲ့ဒီယရနာဆိုတဲ့စကားလုံးလေးကတော့နောက်တစ်မျိုးအဓိပ္ပာယ်ရှိသေးတယ်သူကရတိန်စနေတိတိရတနံတဲ့နော်ပျော်ရွှင်နှစ်သက်မှုကိုဖြစ်စေလို့သူ့ကိုယရနာလို့ခေါ်တယ်တဲ့နော်စိန်လဲဆိုကြည်ကောက်ရဗရမ ्या လဲဆိုကြည်ကောက်ရလို့ဘယ်သူမှစိတ်ပြက်လက်ပြက်ဖြစ်မသွားပါဘူးဟုတ်တယ်မလားပျော်သွားတာပဲဒကာကြီးတွေကဈေးတွေကနေပြီးတော့ခဏတော့ငါဒကမာကြီးပဲမွေးနေပဲနော်သူ့ကိုလက်ဆောင်ပေးလိုက်အောင်ပါပဲခုခေတ်စကားနဲ့ပြောရင် surprise ပေါ့ဟုတ်တယ်မလားဝဲလာပြီးတော့တိတ်တိတ်လေးသွားပေးကြည့်ဒကမာကြီးကများစိတ်ပြက်လက်ပြက်နဲ့ချုံဝဲချပြီးတော့များငိုးနေလိမ့်မယ်ထင်လားအဲ့ဒါပျော်ရွှင်မှုကိုဖြစ်စေတတ်တဲ့အတွက်သူ့ကိုယရနာလို့ခေါ်တယ်ဗျာဒါသူ့ရဲ့ဓာတ်သဘာဝကိုရိုက်ခတ်တာအဲ့ဒါမှတ်တာအဲ့ဒါမျိုးကိုတွေ့လိုက်တဲ့ပုဂ္ဂိုလ်ကတခါတည်းကိုလန့်သွားတာပဲစိတ်ထဲနှလုံးထဲမှာသွားရိုက်ခတ်တာသူ့ရဲ့အစွမ်းတတ္တိကသိပ်ပြင်းထန်တယ်အဲ့ဒီဗရမ ्या တုံးတို့စိန်တုံးတို့ပေါ့အင်မတန်ရှားပါတဲ့ယရနာပစ္စည်းတွေဟာသူ့မြင်လိုက်တာဒါစိန်တုံးပဲဒါကယရနာတုံးပဲကြောက်တုံးပဲပေါ့အင်မတန်ဖိုးတန်တဲ့ယရနာပဲလို့သိလိုက်တာနဲ့ဒီပြန်နဲ့စိတ်ထဲမှာလှုပ်ခတ်သွားတာလှုပ်ခတ်သွားတာသူ့ရဲ့အစွမ်းတတ္တိကဘလောက်တောင်လူစီကိုရိုက်လာတယ်ဆိုတာသိကြပေါ့အဓိပ္ပာယ်ဟုတ်တယ်မလားအဲ့ဒီအဓိပ္ပာယ်နဲ့သုံးထားတာယရနာတို့ဒုံလဘဆိုတာအတူတူပဲတဲ့ဒုံလဘဆိုတာတော့ဓာတ်ရိုက်ကိုသူကဒုဆိုတာရှားပါတယ်ပေါ့နောက်ကလဘဆိုတာလပတိဆိုတာရတာနေရာတိုင်းမတွေ့နိုင်ဘူးတော်တော်ကိုရှားရှားပါးပါးနဲ့မှတွေ့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာဗုဒ္ဓမြတ်စွာကပုဂ္ဂိုလ်2ယောက်တယ်လောကကြီးမှာ2ယောက်တည်းရှိတာတဲ့နံပါတ်1ပုဂ္ဂိုလ်ကကတင်ညူတဲ့သူများပေါ်ကျေးဇူးပြုတာပထမဆုံးကျေးဇူးပြုတာပေါ့လေနော်သူ့အပေါ်မှာဘာမှမျှော်လင့်ချက်မရှိဘဲနဲ့မျှော်လင့်ချက်နဲ့လုပ်တဲ့အလုပ်မျိုးကိုကျေးဇူးလို့မခေါ်ဘူးအဲ့ဒါလည်းမှတ်ထားအောင်နော်ဗမာစကားပုံရှိတယ်လေထောင်မြင်လို့ဘာဖြစ်တယ်လဲရာစော့နာအဲ့လိုအလုပ်မျိုးကတော့ဘာဖြစ်လဲယေရှုလို့မခေါ်ဘူးနော်ရွေးကောက်ပွဲနီးလို့သူတို့တွေမဲလို့ရှင်လို့ဟုတ်လားနော်ဟိုဟာတွေလုတ်ပေးဒီဟာတွေလုတ်ပေးမိတွေမှန်ပြနာယေရှုလို့သွားထင်းမနေကြနဲ့အိုးဟုတ်တယ်မလားနော်သူတို့တွေလိုချင်တာရှိလို့နော်လုတ်ပေးတာအတိတ်ပဲနော်ဒါယေရှုမဟုတ်ဘူးအခုဒီနေရာမှာတော့ယေရှုဆိုတာအဲ့ဒါလို့ကိုသူကအပြစ်ကင်းစင်ရမယ်ကိုယ်တိုင်ကသူ့ဘော်ကိုသွားပြီးတော့ပထမဆုံးပြုလုပ်တာကိုကတင်ညူလို့ခေါ်တဲ့ဗျာအဲ့လိုပုံကိုပေါ့နော်ပုံကိုမျိုးလောကမှာဒုံလဘပုံကိုတဲ့သူများအပေါ်မှာဘာမှဆွေးမတော်မျိုးမတော်သားမဆက်ဖဲနဲ့အဲ့ဒီကောင်းမှုကုသိုလ်အကျိုးလိုလားတာပေါ့လေအထိပ္ပယ်ဟုတ်တယ်မလားခုနကဘုန်းကြီးပထမဆုံးရှင်းပြခဲ့တယ်လို့ပဲအကျိုးကိုလိုလားပြီးတော့သူ့ရဲ့ကောင်းကျိုးကိုလိုလားပြီးတော့သွားပြီးတော့ကာယကံနဲ့ဆောင်ရွက်ပေးတယ်ဝစီကံနဲ့ပြောဆိုပေးတယ်အဲ့ဒါကတင်ညူပဲတဲ့ကတင်ညူပဲအဲ့ဒီပုဂ္ဂိုလ်ကလည်းလောကမှာရှားတာပဲနော်
ဘာလို့လှုပ်ရမှာလဲသူတို့လည်းရှိတာပဲเนาะသူတို့လည်းလုံနိုင်တာပဲသူတို့လည်းခိုင်းရမယ့်လူတွေပေါ်လို့ဟုတ်တယ်မလားလောကကြီးမှာအဲ့လိုပုံကိုယ်တွေကများတယ်เนาะတဘာဝတရားပဲတဲ့အကောင်းနဲ့အဆိုးအကောင်းကရှားတယ်ဟုတ်တယ်မလားအဆိုးတွေကသိပ်ပေါ်တယ်အတက်နဲ့အကျတဲ့အကျကလွယ်တယ်လေဘယ်သူမှဆွဲချစရာမလိုဘူးမိဘမြန်ကြီးတွေမှိုင်းထဲပြီးတော့လွတ်လိုက်တာနော်သူကသူတက်သွားဖို့ကြတော့မှိုင်းထဲရတယ်ဟုတ်တယ်မလားအိုးမှိုင်းကုံသွားရင်သူကသူပြန်ကြလာမှဘယ်သူမှတက်ဆွဲချနေစရာမလိုဘူးဟုတ်တယ်မလားနော်ဟိုတလောကများအာဝေါ်ရှာကောင်းတာဟိုကရင်ပြည်နယ်ကဓာရီခေတ်စားပုံရတယ်ဘုန်းကြီးတွေမွေးနေလို့ဆိုဒီလိုဟာမျိုးတွေအိမ်လုံးတောင်လုံးလောက်ရှိတဲ့မိဘမြန်ကြီးတွေလွတ်လိုက်တာကရင်ပြည်နယ်ကလွတ်လိုက်တဲ့မိဘမြန်ကြီးကတလုံးကဟိုးပဲခူးတိုင်းတွေကဝေါမြို့နာကြတာတဲ့တလုံးကြတော့ဒီနားလေးကဒလမျိုးဆိုတာလာကြတာလေဗျာပစ္စည်းတွေကလည်းသူကအများကြီးထည့်လွတ်လိုက်တာကိုအဲ့ဒီဘက်ကတော့အဲ့ဒီပြည်နယ်တွေကတော့ခေတ်စားကြပုံရတယ်မိဘမြန်လွတ်တာလေနော်အဲ့ဒီသဘာဝပဲလွတ်တုံးကသာ तू ကဘယ်သူမှအားမဆိုင်ဘဲနဲ့ तू က तू ဓာတ်ကြီးထားကြည့်ဘယ်သူဘယ်တက်သွားမလဲဟုတ်တယ်မလားဝိုင်းဝန်းပြီးတော့အရက်ကူပါလူပိုင်းမှနဲ့မှိုင်းနေထည့်လိုက်ရတာတက်သွားတာကြတဲ့ချိန်ကျ तू မှိုင်းကုန်ရင်ကြသွားမှာပဲအဲ့ဒီသဘာဝပဲနော်ကမှာနော်ပေါ်တာနဲ့ရှားတာနော်ရှားတာကအထူးလို့ဆရာမလို့ပေါ်တာကြတော့လုတ်ပေးရတယ်ဟုတ်တယ်မလားနော်အကောင်းနဲ့အဆိုးတွေအထူးလို့ဆရာမလို့ဘူးအကောင်းကသာလုတ်ယူရတာအတက်နဲ့အကျအစုံနဲ့အဆန်အဲ့ဒါသဘာဝတရားတွေပဲယုံကန်ရတာပေါ့လောကမှာမယုံကန်မနဲ့ဘယ်ဟာမှမအောင်မြင်ဘူးစာမွေးဝဲအောင်မြင်တယ်စာကြက်မှအောင်မှာဒီတိုင်းနေလို့ကတော့ဘာဖြစ်လဲမအောင်ဘူးကြောင်းသွားပြီးမသိတာတွေကိုဆရာမတွေစီမေးရမယ်အိမ်မှာလည်းဒီတိုင်းအိတ်နေလို့အောင်မှာမဟုတ်ဘူးကြိုးစားရတယ်လေအတိတ်ပဲဟုတ်တယ်မလားအဲ့ဒါအစုံနဲ့အဆန်သဘာဝတရားပဲမျက်နှာလိုက်တယ်သဘာဝတရားလည်းအံ့ဩစရာကောင်းတာမျက်နှာလိုက်တယ်အဆိုးပဲကြတော့အထူးလုံးနေစရာမလို तू ကအဲ့ဒီဘက်ကကိုဆွဲချတယ်နော်ဒီအကောင်းဘက်ကိုတော့ तू ကတွန်းတင်ပေးဖို့ तू ကအားမဆိုင်ဘူးကိုဘဝမှာစဉ်းစားကြည့်အသက်40ပဲ50ပဲ60ပဲရှိနေကိုဘဝကိုပြန်စဉ်းစားကြည့်မျက်စိမိတ်ပြီးတော့ငါဘဝမှာအကောင်းတွေနဲ့အဆိုးတွေနဲ့ချမ်းသာတွေနဲ့ဆင်းရဲတွေနဲ့ဒုက္ခတွေနဲ့ဒုက္ခတွေနဲ့ဘယ်ဟာတွေများပါလိမ့်မလဲကိုယ့်အကိုပြန်စဉ်းစားကြည့်သူများတွေကဝင်စဉ်းစားလို့တော့မရဘူးဟုတ်တယ်မလားချိန်ဝင်လေးနဲ့ချိန်ကြည့်ဒီဘက်ကဒုက္ခဘက်အဆိုးဘက်အပူဘက်ပေါ့နော်ဆင်းရဲတဲ့ဘက်ကအများကြီးကိုသူကချိန်ဝင်ကြီးကစောင့်နေမှာပဲဟုတ်တယ်မလားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အဲ့ဒီတိုင်းပဲနေမှာပဲနော်ဘယ်တော့မှချမ်းသာဒုက္ခတွေကများလိုက်တာလူဘဝကြီးချမ်းသာတယ်လို့ညီးတဲ့ပုဂ္ဂိုလ်တွေမရှိပါဘူးဟုတ်တယ်မလားနော်လူ3ယောက်တွေ့လိုက်ရင်2ယောက်လောက်ကဒုက္ခဒါပဲဒုက္ခလို့ညီးတဲ့ပုဂ္ဂိုလ်ကြားဘူးလားလောကကြီးမှာမရှိဘူးအဲ့ဒီပုဂ္ဂိုလ်များရှိရင်ပြသမ်းပါဆိုတဲ့အဓိပ္ပာယ်ပဲဟုတ်တယ်မလားနော်ဒုက္ခပဲဘာဖြစ်ဖြစ်ဒုက္ခပဲလူတွေနဲ့ပိုးပြီးတော့ယဉ်နှီးတယ်ဗုဒ္ဓမြတ်စွာကတော့သုတ်တန်တဏီယာမှာအာဝေါ်စရာသိကောင်းတယ်နော်ဒုက္ခဆိုတာဒီခန္ဓာကိုယ်ကြီးရလာတဲ့ဒုက္ခတွေပဲနော်အဲ့ဒီထဲမှာဒုက္ခနဲ့ဒုက္ခကိုဗုဒ္ဓမြတ်စွာကချမ်းသာနဲ့ဆင်းရဲလေးကိုဥပမာပေးထားတာအာဝေါ်စရာသိကောင်းတယ်ဒုက္ခဆိုတာကတော့တညာလုံးမိုးမောင်ကြနေတဲ့အခိုက်တန့်ကြီးနဲ့တူတယ်အရက်လေးမျက်နှာဘယ်ကြည့်လိုက်မှောင်မဲနေတာပဲဘာမှမမြင်ရဘူးအဲ့ဒါဒုက္ခတွေအဲ့ဒီထဲကနေပြီးတော့ဟိုတောင်လေးကဖြတ်ကနေဒီတောင်လေးကဖြတ်ကနေတချို့ဒီလိုလေးတွေနဲ့ရှက်ကလေးတွေပြစ်သွားတာတွေ့တယ်မို့လားအဲ့ဒါဒုက္ခရဲ့အချိန်ပဲတဲ့ဗျာမှတ်ထားကြဖို့ဒုက္ခရဲ့အချိန်ပဲကိုယ့်ဘဝကိုပြန်တွေ့ကြည့်ဟုတ်တယ်မလားနော်ဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်အဲ့ဒီဒုက္ခမျိုးတွေကတော့ဘဝမှာဟောဒီလိုခန္ဓာကိုယ်ရနေတဲ့ပုံကိုယ်မှန်မြတ်အဲ့ဒီဒုက္ခတွေကဘယ်တော့မှမလွတ်ဘူးတဲ့ဗျာအဲ့ဒါဒုက္ခရဲ့တရုပ်ကိုထုတ်ပြထားတာအာဝေါ်စရာသိကောင်းတာဟုတ်တယ်မလားနော်ဒါကြောင့်မို့အာမငယ်ကြနဲ့ဘာဒုက္ခတွေ့အာမငယ်နဲ့ဗုဒ္ဓမြတ်စွာဟောထားတယ်လေသုတ်တန်တဏီယာမှာဖုဋ္ဌတလောကဓမ္မေစိတ်တံယတ္တနကံပတိအကောင်းဘက်က4မျိုးအဆိုးဘက်က4မျိုးလူတိုင်းတွေ့တယ်ဗုဒ္ဓမြတ်စွာတော့မလွတ်နိုင်ဘူးဗျဟုတ်တယ်မလားနော်ဗုဒ္ဓမြတ်စွာဆိုတာဂုဏ်တော်အနန္တနဲ့ပြည့်စုံနေတာအကောင်းတွေကြီးပဲနော်ဒီဘက်ခေတ်တောင်မှတောင်းဘုန်းကြီးတွေတောင်မှနော်ဒကာဒကမတွေကဆုံးကွန်းတွေမပြတ်ကန့်တာဗုဒ္ဓမြတ်စွာမှလည်းအဲ့လိုနေတိုင်းကတ်နေကြမှာပဲထင်ရှားရှိတာပေါ့လာဘတဲ့ကတ်တဲ့ပုဂ္ဂိုလ်တွေအနာတပိန်တို့ဝိတာခါတို့ကတ်လို့ရှိမှာပေါ့သို့တော့တခါတော့ဗုဒ္ဓမြတ်စွာကရွာတရားဆုံးခံသွားတယ်ညနေပိုင်းရောက်လာတော့လာပြီးတော့ကြော့ကြတယ်ဖျားကြွလာတဲ့ဆိုလာကြော့ကြတယ်ပြန်ဆုတ်သွားကြတော့ပြန်အိမ်ကိုပြန်ကြတော့တပည့်တော်တို့အိမ်နဲ့ဖြင်က
ဆုံးခံကြွပါဗျာလို့ရှောက်သွားတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးတဲ့ဗျာထုံးစံဆိုရှောက်ရမှာပေါ့တပည့်တော်တို့ရွာတဲ့ဆုံးခံကြွပါအောင်ဗျာတပည့်တော်တို့အိမ်ဆုံးခံကြွပါအောင်ဗျာရှောက်ရမှာပေါ့တယောက်မှရှောက်သွားတယ်လို့မရှိဘူးတဲ့ထုံးစံအတိုင်းရှောက်သွားတဲ့ပုဂ္ဂိုလ်မရှိတော့ဗုဒ္ဓမြတ်စွာကမနဲ့လင်းတော့တပိတ်လေးပွေတယ်ပြီးတော့လိုက်သွားတာပေါ့မြို့ထဲကိုဆုံးခံကြွတာပေါ့တအိမ်ကမှထွက်လောင်းတဲ့ပုဂ္ဂိုလ်တွေမရှိဘူးတဲ့ဗျာအလာဘဟုတ်ပြီလားဟာဒီဘက်ခေတ်မှာဆရာတော်တန်ဃာတော်တွေကြွကြပြီဘုံကြီးတဲ့ပုဂ္ဂိုလ်တွေဆိုရှေ့ကားတွေနောက်ကားတွေနဲ့ပွိုင်နေနဲ့သွားကြလာကြဗုဒ္ဓမြတ်စွာလည်းအဲ့လိုရှိမှာပဲထင်ရှားပေါ့ဂုဏ်တော်အနန္တနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲအဲ့လိုအချိန်နဲ့ယဟန်တော်တွေနောက်ကနေပြီးတော့အပါ100တဲ့အပါ1000နဲ့ပါတဲ့အချိန်တွေရှိမှာပေါ့သို့သောတခါတော့ကဥစဉ်လေး2ပါးနဲ့သွားရတယ်ဟိုကြတော့လမ်းလေးကဒီလိုဖြစ်နေတယ်ဗုဒ္ဓမြတ်စွာကဟောဒီဘက်ကလမ်းကသွားမယ်ဥစဉ်လေးကဟာဘယ်ဘက်ကသွားမယ်ညာဘက်နဲ့ဘယ်ဘက်နဲ့ညင်းကြတာတယောက်ကမှရှော့မပေးကြအောင်ရှော့မပေးတော့ဗုဒ္ဓမြတ်စွာကဲဒီလိုဆိုငါလမ်းသွားမှာပေါ့ဆိုဒီလိုဆိုလဲအရှင်ဘုရားလမ်းအရှင်ဘုရားကြွပြီးတော့ဆိုဗုဒ္ဓမြတ်စွာရဲ့တပိတ်နဲ့သင်္ကန်းသူကိုင်းလာတာလေးကိုမြေကြီးပေါ်မှာချမလို့တာအရှင်ဘုရားသင်္ကန်းနဲ့သေပြီးကိုယ့်အကူယူပြီးတော့ဆိုဗုဒ္ဓမြတ်စွာအဲ့လောက်ထီအောင်တော့ခွင့်မယူပေးမြေကြီးပေါ်မချနဲ့ငါ့ကိုပေးဆိုဗုဒ္ဓမြတ်စွာသူ့တပိတ်နဲ့သင်္ကန်းလေးကိုင်းနေပြီးတော့သူ့လမ်းသူသွားတယ်တပါးတည်းယတနဲ့အယတအချွေရန်ဆိုတာလောကကြီးမှာမှတ်ထားကိုကယာဓုဂုံတိန်စည်းစိမ်ဥစ္စာနဲ့ပြည့်စုံနေတဲ့အခိုက်အတန့်မှာသာကိုနာကိုဟိုကအမတဲ့ဒီကအကိုနဲ့ဝိုင်းဝိုင်းလဲနေကြတာတစ်ချိန်မှာကိုကယာဓုဂုံတိန်စည်းစိမ်ဥစ္စာတွေမရှိတော့ဘူးအယတဖြစ်သွားပြီနော်အလာဘဖြစ်သွားပြီဆိုရင်သူတို့ကလက်ဖေးဆိုင်ထိုင်နေကိုလာတာမြင်ခေါင်းတော်ဟိုဘက်ကိုလှည့်နေလေဦးမှာဗျာလောကရဲ့သဘာဝဘယ်သူမှအပြစ်တင်ဖို့မဟုတ်ဘူးသဘာဝတရားပဲဒါသဘာဝတရားပဲဟုတ်တယ်မလားပေါ်တော့ကတော့ဒီမှာနော်လာဘဒီမှာအလာဘဒီမှာယတအယတခုနကဒုက္ခနဲ့ဒုက္ခကိုပြောရဲပြီးပြီဟုတ်တယ်မလားဒီဘက်ကပတန်တတဲ့ချီးမွမ်းတယ်ဗုဒ္ဓမြတ်စွာကိုချီးမွမ်းတဲ့ပုဂ္ဂိုလ်တွေဂုဏ်တော်အနန္တနဲ့ပြည့်စုံနေအများကြီးရှိတယ်ဩဒေဝရတ်တို့စိန်စမာနတို့ကြကြည့်လေဗုဒ္ဓမြတ်စွာကိုဆွဆွဲကြတာဟုတ်တယ်မလားအေးအဲ့လိုပုဂ္ဂိုလ်မျိုးတွေလည်းရှိတာပဲတဲ့ဟောဒီမှာနေတာပေါ့ကဲ့ရတာလောကရန်တရားဒီဘက်ကအကောင်းက4မျိုးဒီဘက်ကအဆိုး4မျိုးလူတိုင်းကမကြုံဘူးတဲ့ပုဂ္ဂိုလ်မရှိပါဘူးတဲ့ဗျာအဲ့ဒီအချိန်မှာတုံ့လှုပ်မှုမရှိဘဲနဲ့ကြောက်စာတိုင်းကြီးလိုမမတ်နေနိုင်အောင်ကြိုးစားရမယ်ကြုံပါပဲတဲ့ဟုတ်တယ်မလားအပူတွေနဲ့လည်းတွေ့မှာပဲအေးအေးတွေနဲ့လည်းတွေ့မှာပဲချမ်းသာနဲ့လည်းတွေ့မယ်ဆင်းရဲနဲ့လည်းတွေ့မယ်အဲ့ဒါကိုကြံ့ကြံ့ခံနေရတယ်တချို့လူသားတွေရဲ့သဘာဝကအာဟောစရာသိကောင်းတယ်ဆင်းရဲတဲ့ဓာတ်ကိုခံနိုင်တယ်ချမ်းသာတဲ့ဓာတ်ကိုမခံနိုင်ဘူးဗျဟုတ်တယ်မလားအေးဟုတ်လားနော်ဇတ်တော်တွေထဲမှာပုံမြင်လေးတွေရှိတယ်အာဟောစရာသိကောင်းတာပြောမေတော့ပါဘူးကြားဘူးကြမှာပါဟုတ်တယ်မလားနော်အကျဉ်းလေးတော့ပြောလိုက်ပါဦးမယ်လင်မယားနှစ်ယောက်ဆင်းရဲတာကြောချင်းကပ်ပြီးတော့ဆင်းရဲကိုဓာတ်ကိုခံနိုင်တယ်အိုးရုပ်ကစိုးကနေပြီးတော့သူ့ပူဇော်ပတ်သားလို့ဆိုချမ်းသာအောင်လုပ်ပေးတာယောက်ျားကအရင်စဖောက်တယ်ငါချမ်းသာလာရင်ပွဲတဲ့ဖြစ်နေငါဒီမိန်းမကြီးနဲ့သွားလို့တော့မဖြစ်ဘူးတတ်မှာပဲမိန်းမကလည်းငါယောက်ျားကြီးကအိုတိုအာတာနဲ့လူတဲ့သူတဲ့ဘာမှမဖြစ်ဘူးငါပိုက်ဆံတွေဒီလောက်ချမ်းသာတာမဖြစ်တော့ဘူးထင်တယ်နှစ်ယောက်နဲ့တယောက်ဘာတော့ထမင်းတဲ့ကိုလာမသိဘူးเนาะအစာတဲ့ကိုအစိတ်ခတ်လိုက်တာမိန်းမကအရင်မိန်းမကိုအရင်တတ်လိုက်တယ်ယောက်ျားကတတ်တယ်ပြီးတော့အဲ့ဒီထမင်းသွားစားတာနှစ်ယောက်လုံးတေရောဇတ်တော်တွေထဲမှာပါတယ်ဟုတ်တယ်မလားเนาะဆင်းရဲနေတုန်းကတော့ကြောချင်းကတ်တယ်ပြီးတော့ဆင်းရဲတဲ့ဓာတ်ကိုခံနိုင်တယ်ချမ်းသာနေတဲ့ချိန်ကျတော့တယောက်နဲ့တယောက်အတွေးတွေကအပိုးတွေဝင်လာတတ်တယ်ဟုတ်တယ်မလားเนาะအဲ့ဒါလူတိုင်းတွေးကြုံတတ်တဲ့သဘာဝပဲဗုဒ္ဓမြတ်စွာကလူသားတွေရဲ့သဘာဝဆိုတာဟောဒီခန္ဓာကိုယ်ထဲမှာကိန်းအောင်နေတဲ့လူသားတွေရဲ့စိတ်သဘာဝနာမ်သဘာဝကိုဓာတ်ခွဲပြသွားတဲ့နေရာမှာဗုဒ္ဓမြတ်စွာတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဘယ်သူမှမရှိဘူးအဲ့ဒါမှတ်ထားဘယ်ဘာသာမှအဘိဓမ္မာဘာသာရပ်ဆိုတာမရှိဘူးသူတို့တွေလည်းဥပုသ်ဆောင်တာပဲအလှူဒန်းတွေဒါနကုသိုလ်သီလကုသိုလ်တွေတွေ့မှာပေါ့မဟုတ်စိတ်ကြီးနဲ့စိတ်ပြီးတွေစိတ်နာဟုတ်တယ်မလားရှိတယ်ဒါနကုသိုလ်သီလကုသိုလ်တွေပြောရရင်တော့သူတို့တွေဟာဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့တော့နိဗ္ဗာန်ကိုရည်စူးပြီးတော့လှူဒန်းတဲ့အလှူမျိုးစောက်တည်တဲ့သီလမျိုးတော့သူတို့မလုံနိုင်ဘူးဗျာအဲ့ဒါမှတ်ထားဖရာသာသနာတော်နဲ့တွေ့ကြုံမှသာလေနိဗ္ဗာန်မဲ့ဖို့ကိုရည်စူးပြီးတော့အဲ့ဒီကုသိုလ်မျိုးကလုံနိုင်တာတဲ့၅ပါးသီလ၈ပါးသီလ10ပါးသီလသမထဘာဝနာလို့ခေါ်တဲ့ဘာတော့ဟိုဇန်လန်းစဉ်တွေပေါ့ဖ
ဖျားမပွင့်တဲ့သာသနာ့ဘအခါမှာလည်းအဲ့ဒီကုသိုလ်တွေလုံနိုင်တဲ့ဗျာဘယ်ပုဂ္ဂိုလ်တွေကသင်ပေးလို့လို့ဆိုတော့တရားဆောင်တဲ့မင်းကောင်းမင်းမြတ်တွေလက်ထက်တို့ယတိယဟန်တွေလက်ထက်မှာအဲ့ဒီတရားတွေဟောလို့သူတို့တွေအဲ့ဒီကုသိုလ်ကောင်းမှုတွေလုံနိုင်တဲ့ဗျာဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့ခေါ်တဲ့ဤကုသိုလ်အလှူကြောင့်မို့နိဗ္ဗာန်မဲ့ဖို့ရပါလို့ဤလို့ဆိုတဲ့ကုသိုလ်ကောင်းမှုမျိုးကတော့ဗုဒ္ဓသာသနာတော်နဲ့တွေ့ကြုံရတဲ့သာသနာတွင်အခါမှာသာအဲ့ဒီကုသိုလ်မျိုးကိုလုံနိုင်တဲ့ဗျာအဲ့ဒါကိုတော့လေးလေးနက်နက်သတိထားကြပေါ့နော်ဒုံလဘာတရား၅ပါးထဲမှာအဲ့ဒါထည့်ထားတာအဲ့ဒါမနုဿတ္တဘာဝဒုံလဘာဗုဒ္ဓဘာသာဒုံလဘာတတ္တတပ္ပတိဒုံလဘာတတ္တမတဝနာဒုံလဘာပပ္ပစိတဒုံလဘာဆိုတာအဲ့ဒီထဲမှာအဲ့ဒါပါနေတာဟုတ်တယ်မလားနော်ဒါကြောင့်မို့ဖရာသာသနာတော်နဲ့တွေ့ကြုံဖို့ဆိုတာအင်မတန်ခဲရင်နေမနုဿတ္တဘာဝဒုံလဘလို့ခေါ်တဲ့လူဖြစ်ကိုရဖို့ခဲရင်နေဆိုတော့အများကြားဘူးကြတယ်ဥပမာလေးကလွယ်တာဟုတ်ဗျာဟုတ်တယ်မလားဗြဟ္မပြည်ကအတ္တဇင်းနဲ့လူပြည်ကအတ္တဇင်းအဖျားခြင်းသာထိမယ်လူဖြစ်ကိုရဖို့ခဲရင်နေဆိုတာတူတာကိုတကပုံလေးကဥပမာလေးကနားလည်ကြတာပေါ့အဲ့ဒါကလူဖြစ်ကိုရဖို့ခဲရင်တာအခုလိုဖရာသာသနာတော်ကြီးနဲ့တွေ့ကြုံရလို့နိဗ္ဗာန်မဲ့ဖို့ကိုရည်စူးပြီးဒီလိုကုသိုလ်ကောင်းမှုမျိုးတွေလုပ်ခွင့်ရတယ်ဆိုတဲ့ဥပမာလေးကြတော့အာဝေါ်စရာကောင်းတယ်နည်းနည်းလေးရှင်းနေတော့နည်းနည်းလေးခက်တော့လူတိုင်းပြောတာမကြားဘူးကြဘူးဟုတ်တယ်မလားနည်းနည်းလေးပြောပြမယ်အဲ့ဒီဥပမာလေးကတော့ဖရာသာသနာတော်နဲ့တွေ့ကြုံဖို့ကလည်းခုနကတော့လောက်နီးနီးကို तू ကခက်တယ်နော်အခုလူသားတွေနေတဲ့ဒီကဘာကြီးကတကယ်တမ်းမြေပြင်တွေမဟုတ်ကျွန်းလေးတွေဘလို့ကျွန်းလုံးလို့ဆိုတော့ပင်လယ်ပြင်သမုဒ္ဒရာကြီးရေတွေထဲမှာမျောနေတဲ့ကျွန်းလေးတွေပဲကြီးတာနဲ့သေးတာပဲကွာတယ်ဟုတ်တယ်မလားအာရှတိုက်တဲ့ဥရောပတိုက်တဲ့အာဖရိကတိုက်တဲ့အမေရိကတိုက်တဲ့အဲ့လိုမြေကုန်းမြေကြီးတွေပေါ့မြေပုံတွေကိုကြည့်လိုက်ပေါ့ဖြန့်ထားတဲ့မြေပုံကြီးဆိုလည်းပဲလူနေတဲ့နေရာလေးတွေကသူ့မြေကွက်လေးတွေကပြထားနေမယ်တောတောင်ရေမြေလေးတွေရေရှိတဲ့နေရာကျအပြာရောင်နဲ့ပြထားတာကဘာလုံးကြီးကိုကြည့်လဲအဲ့ဒီတိုင်းလေးပဲသူကအပြာရောင်နေနဲ့ပြထားတာအပြာရောင်တွေကရေပြင်ကြီးပဲအဲ့တော့ကြားဘူးတာတော့เนาะအတိအကျတော့မသိပါဘူးရေပြင်ကြီးရဲ့6ပုံတစ်ပုံပဲဒီကုန်းမြေကရှိတာတဲ့ဗျာဟုတ်တယ်မလားအဲ့တော့ရေပြင်ကဒီပေါ်မှာကဘာကြီးဆိုတာရေပြင်ကအများဆုံးဖြစ်နေတာအဲ့တော့အဲ့ဒီရေပြင်ပင်တဲ့သမုဒ္ဒရာကြီးဆိုကြပါစို့အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာနေပြီးတော့ထွန်တုံးကြီး၄တုံးတဲ့ထွန်တုံးကြီးတွေဆိုတာဒီမှာတွေ့မှာပေါ့နွားတွေကတာဟုတ်တယ်မလားထွန်တုံးကြီးတုံးမှာဒီဘက်ကဘယ်ဘက်ကလည်းအပေါက်လေးနှစ်ပေါက်ဘယ်ညာဘက်ကလည်းအပေါက်လေးနှစ်ပေါက်ဘယ်ဘက်ကလည်းအပေါက်လေးနှစ်ပေါက်ပါတယ်ဟုတ်တယ်မလားနွားလေးကိုထည့်ပြီးတော့အကောကကျိုးလေးနဲ့ပတ်ထည့်လိုက်တာအပေါက်လေးတွေ၄ပေါက်၄တုံးကိုပြစ်ချလိုက်တဲ့တောင်ကနေလေတိုက်တော့မြောက်လွင့်မြောက်ကနေလေတိုက်တောင်လွင့်အပြောကျယ်လာတယ်မခံမနိုင်လောက်အောင်ကျယ်ပြောလာတဲ့ပင်လယ်သမုဒ္ဒရာကြီးထဲမှာအဲ့ဒီထုံတုံးကြီး၄တုံးကမျောနေတာတဲ့ဗျာမျောနေတာတစ်ချိန်မှာအကြောင်းတိုက်ဆိုင်လို့အဲ့ဒီထုံတုံးကြီး၄တုံးကဟောတယ်လို့လာထပ်လိုက်မယ်တဲ့၄တုံးဒီလိုမဟုတ်ဘူးနော်ဒီလိုလာထပ်မှာလာထပ်ပြီဆိုရင်အပေါက်လေး၄ပေါက်ကလည်းသူ့ဟာသူတဲ့သွားမှာပေါ့အပေါ်နဲ့အောက်နဲ့ဟုတ်တယ်မလားအဲ့ဒီအချိန်အခိုက်တန်လေးမှာပင်လယ်ပြင်ထဲကနေပြီးတော့လူသားတွေရဲ့တက်တန်းအနှစ်တရာကြာမှတစ်ချိန်သာရေပြင်မော်ကိုဘွားကနေပေါ်လာတဲ့လက်ကြီးတစ်ကောင်ရှိလိမ့်မယ်အဲ့ဒီလက်ကြီးကမျက်စိမမြင်ရဘူးတဲ့လက်ကမ်းကြီးပေါ့ဟုတ်တယ်မလားအဲ့ဒီလက်ကမ်းကြီးကအနှစ်တရာကြာမှရေပြင်မော်ပေါ်လာတဲ့ခေါင်းနဲ့အဲ့ဒီအပေါက်၄ပေါက်ထဲကတပေါက်ပေါက်နဲ့သာခေါင်းချင်းစွတ်မိလိမ့်မယ်တဲ့ဗုဒ္ဓသာသနာတော်ကြီးနဲ့တွေ့ကြုံမှုဆိုတာအဲ့ဒါတဲ့ခဲရင်တဲ့ဗျာအာဝေါ်စရာကောင်းကြတာနော်ခုနကတော့ယရနာစကားလေးကိုပြန်ဆက်မယ်ဘုန်းကြီးတို့လူသားတွေကကိုယ်ပိုင်ထားတဲ့ယရနာကတန်ဖိုးကြီးမှမသိလို့ပြစ်စလက်ခါနဲ့ဟိုနာပြစ်လိုက်ဒီနာပြစ်လိုက်နဲ့ထားနေကြတာမိမိတို့ပိုင်ဆိုင်ထားတဲ့ယရနာကြီး၃ခုဗုဒ္ဓဓမ္မတန်ကတကယ်ဘလောက်တောင်တွေ့ဖို့ခဲရင်တယ်ဆိုတာဘလောက်တောင်တန်ဖိုးကြီးတယ်ဆိုတာအဲ့ဒါလေးနဲ့တင်စဉ်းစားကြည့်ကြပြီတော့ပေါ့ဟုတ်တယ်မလားလူသားတွေကကိုယ်ပိုင်ဆိုင်ထားတာကြီးကအတူကြီးပဲလို့သိနေရင်အိမ်ရောက်လာပွဲလန်းသမီးရှိဟိုနာပြစ်ဒီနာပြစ်ပြစ်ထားမှာပေါ့ဟုတ်တယ်မလားဟာငါဘလောက်တောင်ပေးထားတာတကယ်အစ်စ်ကြီးဗရမ ्या လုံးကြီးအစီဗရမ ्या လက်စုကြီးကဘလောက်တန်နေဗရမ ्या လေဆွဲကြီးကဘလောက်တန်နေဆိုအိမ်ပြန်ရောက်လာရင်ဘယ်အိမ်ရှင်မမှဟိုနာပြစ်ထားဒီနာပြစ်ထားဘယ်သူမှမလုပ်ဘူးသူတကယ်လုံုံတဲ့နေရာထားကြပါစို့ခင်မိနေတာပါမိမိတို့ပိုင်တဲ့
မိခံတစ်တာကြီးတဲ့ထဲ့သိမ်းရတာပေါ့တော့ခတ်ရတာပေါ့အထိပ္ပယ်ရဟုတ်တယ်မလားမိခံတစ်တာတဲ့ထဲ့တယ်ဆိုတဲ့ပစ္စည်းကတကယ်အဖိုးတန်ပစ္စည်းတွေမိမိတို့ပိုင်ဆိုင်တဲ့စိန်ရွှေငွေရတနာတွေနဲ့မိမိတို့ရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေကိုသာထဲ့တာဟုတ်တယ်မလားမိခံတစ်တာဆိုတာဘယ်အိမ်ရှင်မကမှဟိုမိဖို့ကြောင့်တွေကစွန့်ပစ်ပစ္စည်းတွေကိုအဲ့ဒီမိခံတစ်တာကြီးတွေကိုသွားမထဲ့ဘူးဟုတ်တယ်မလားမှတ်ထားလူသားတွေရဲ့ဟောဒီခန္ဓာကိုယ်ကြီးကအဲ့ဒီမိခံတစ်တာတဲ့အစာပေါင်းများစွာတန်ဖိုးကြည့်တယ်တန်ဖိုးကြီးတယ်ဟုတ်လားကိုတန်ဖိုးကြီးမှန်သိငါရဲ့လူဘဝကအင်မတန်ရခဲ့တာပါလားတန်ဖိုးကြီးတာပါလားမကောင်းတဲ့စွန့်ပစ်ပစ္စည်းအမှိုက်တရိုက်တွေမထည့်နဲ့ဒီနေရာမှာအမှိုက်တရိုက်ဆိုတာအကုသိုလ်ကိုပြောတာတကယ်အဖို့တန်တဲ့ပစ္စည်းတွေစိန်ရွှေငွေရတနာတွေမိမိပိုင်ဆိုင်တဲ့စာချုပ်စာတမ်းတွေကိုသာထည့်အဲ့ဒါတွေကကုသိုလ်တရားတွေကိုသာပြောတာဟုတ်ပလားနော်ဒါကြောင့်မို့လောကမှာလူသားတွေကတန်ဖိုးကြီးမှန်သိမှကိုပိုင်တဲ့ပစ္စည်းကိုအလေးနဲ့ထားတတ်တာလေဗျာအဲ့ဒါသဘာဝပဲဟုတ်တယ်မလားနော်သဘာဝပဲအဲ့တော့ကိုပိုင်နေတဲ့ငါရဲ့လူဘဝအင်မတန်မှတန်ဖိုးကြီးတာပါလားမနုဿတ္တဘာဝဒုံလဘဆိုတာတန်ဖိုးကြီးသလိုဗုဒ္ဓဥပါဒဒုံလဘတဲ့ဘဝတိုင်းလူလဲပြန်ဖြစ်လိမ့်မယ်လို့လည်းသွားမတွက်နဲ့လူပြန်ဖြစ်တော်လည်းပဲအခုလိုဗုဒ္ဓဥပါဒဖရာသာသနာတော်နဲ့တွေ့ကြုံရတဲ့ခေတ်ခါကြီးနဲ့အမြဲတမ်းတွေ့ကြုံနေရလိမ့်မယ်လို့တော့သွားမတွက်ပါနဲ့တဲ့ဗျာဟုတ်ပြီလားနော်သွားမတွက်ပါနဲ့ဒါကြောင့်မို့လို့ဗမာစကားပုံရှိတယ်လေမိုးရွာတော့ဘာလို့ရတယ်လဲရေခံရတယ်အလကားမဖြစ်စေနဲ့နိုင်ငံတော်အစိုးရကပိုက်ဆံတွေငွေကြေးတွေအကုန်ကြတွေများစွာခံနေပြီးတော့ဘုန်းကြီးတို့အောက်ပြေကတော့တိတ်ခမစားဘူးအညာမှာဆိုဆယ်ကြီးတွေလုံးကြတာရေတွေကိုခံရတာမိုးရွာတဲ့အခါမှာကြလာတဲ့ရေတွေကိုစီးပြီးတော့ခံထားတာဟုတ်တယ်မလားအဲ့ဒီရေတွေနဲ့တောင်သူလယ်သမားတွေအတွက်အသုံးကျတဲ့ပစ္စည်းတွေထုတ်ပေးတာပေါ့စိုက်ပျိုးရေးအတွက်မွေးမြူရေးအတွက်ပစ္စည်းအဖိုးတန်တွေထုတ်ပေးလို့ငွေကုန်ကြေးကြခံနေပြီးတော့ဒီဆယ်ကြီးတွေကိုတည်ရတာဟုတ်တယ်မလားဒါကြောင့်မို့သူတို့တွေကမိုးရွာတော့မို့လို့ရေခံထားကြရတာအဲ့ဒီတော့ဆောင်းကာရဲ့ຫນွေကာရဲ့မိုးကာရဲ့၃ခုရှိတယ်နော်ຫນွေခါမှာမိုးရွာဖို့ဆိုတာလဲမျောလင်းချက်မထားကြနဲ့မရွာနိုင်ဘူးဟုတ်တယ်မလားနော်အပယ်လေးပုံရောက်သွားတာဟာလဲຫນွေခါနဲ့တူတယ်အပယ်လေးပုံရောက်သွားတာနော်ຫນွေခါပဲအင်မတန်ပူပြီးတော့ပူပြင်း၆တွေ့နေတဲ့အချိန်မှာမိုးရွာလိမ့်မယ်လို့တော့သွားမတွက်နဲ့ဆောင်းခါမိုးရွာမယ်ဆိုတာလဲမမျှော်မှန်းနိုင်ဘူးဆောင်းခါဆိုတာအင်မတန်မှချမ်းသာတဲ့နတ်ပြည်က6ထပ်နဲ့ဗြဟ္မပြည်က20ဟုတ်တယ်မလားအထက်ဘုံသားတွေအဲ့ဒီကိုရောက်သွားရင်လည်းပဲပါရမီမြောက်တဲ့ကုသိုလ်ကောင်းမှုလုပ်နိုင်လိမ့်မယ်လို့သွားမထင်ကြနဲ့ချမ်းသာလွန်အားကြီးတယ်တဲ့လူတွေကနော်ချမ်းသာလွန်အားကြီးရင်လည်းဘယ်ကုသိုလ်မှလုပ်ဖို့အခွင့်မသာဘူးလောကကြီးမှာတန်ဝေကတဲ့ခန္ဓာကိုယ်ထဲမှာထိတ်လန့်တဲ့စိတ်ကလေးဖြစ်မှနော်ကုသိုလ်ကောင်းမှုဆိုတာလုပ်ဖြစ်တာတဲ့ဆိုကြပါစို့နော်အရွယ်ကောင်းကောင်းလေးနဲ့တည်သွားတယ်ဆိုင်ကယ်တိုက်လို့တဲ့ကားမှောက်လို့တဲ့နော်အိုးထီလို့တဲ့တည်သွားတယ်တုတ်တန်လိုက်ဖို့ကြအကြီးအကျယ်ကိုထိတ်လန့်ကြတာဟုတ်တယ်မလားအဖိုးကြီးအဖိုးတဲ့အဖွားတဲ့အသက်90တဲ့အသက်80တဲ့မိစာကုန်စီခမ်းပြီးလို့တည်သွားတဲ့အတုပလိုက်ပြီးဘယ်သူမှတန်ဝေကထိတ်လန့်မှုမဖြစ်ဘူးဗျာအဲ့ဒါမှတ်ထားဟုတ်တယ်မလားနော်တန်ဝေကဆိုတဲ့စကားလုံးတွေကယင်ထဲမှာကောင်းတာနဲ့ပတ်သက်လို့ဖြစ်စေဆိုးတာနဲ့ပတ်သက်လို့ဖြစ်စေထိတ်လန့်မှုတွေဖြစ်သွားတာဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာအလောင်းကိုကြည့်လေဟုတ်တယ်မလား29နှစ်ကြာမှ4မျိုးကိုမြင်လို့တောထွက်ဖြစ်တာအဲ့ဒါထိတ်လန့်မှုပဲအဲ့လိုသာထိတ်လန့်မှုမရှိရင်ဗုဒ္ဓမြတ်စွာလောကကြီးမှာပွင့်လာစရာအကြောင်းမရှိဘူးဗျာနတ်တွေကဖန်ဆင်းပြီးပြကြတယ်လို့ကြားဦးကြမှာပေါ့ဟုတ်တယ်မလားနော်ဒါကြောင့်မို့ငါခန္ဓာကိုယ်ကြီးကအိုးနေပြီကုသိုလ်ကောင်းမှုတွေလို့အိုးမှပဲငါထာခန္ဓာကိုယ်ကြီးကသေခါနီးနေပြီကုသိုလ်ကောင်းမှုတွေတော့ငါနောက်ပါအောင်တော့လို့အိုးမှပဲအဲ့ဒီစိတ်ကလေးရှိလို့ကုသိုလ်ကောင်းမှုတွေကိုလှုပ်ဖြစ်တာအခုနတ်ပြည်6ထပ်ဗြဟ္မပြည်20ရာလူတွေကြတော့ချမ်းသာတွေနဲ့ကြီးနေရတာဖြစ်တဲ့အတွက်ဘာတန်ဝေကမှသူတို့မဖြစ်ဘူးမဖြစ်တဲ့အတွက်အဲ့ဒီပုံကိုယ်တွေကလည်းအင်မတန်အေးချမ်းလုံးတဲ့ဆောင်းအခါမှာမိုးရွာသလိုပါပဲတဲ့ဗျာမိုးရွာဖို့ကိုမျှော်လင့်ရတယ်လို့ပဲမိုးမရွာနိုင်ဘူးတဲ့ဟုတ်ပလားနော်အလဲကောင်းမှာຫນွေခါအပယ်လေးပုံဆောင်းအခါအထက်က26အလဲကောင်းမှာလူဘဝကြမှာဗာလဲမိုးအခါတဲ့မိုးတွေတိုင်းတိုင်းရွာချနေတာဘာတွေရွာနေတာလဲကုသိုလ်မိုးတွေရွာနေတာဟုတ်တယ်မလားအလကားမဖြစ်ပါစေနဲ့တဲ့အဲ့ဒီရေတွေကိုပေါ့နော်မိမိတို့အိမ်မှာစင်အိုးရေနဲ့ခံတာရေအသုံးကြတယ်လေဟုတ်တယ်မလားမိုးရေလေးဆိုရင်တွေးကြိုပြီးတော့တောက်သိတ်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်
ဒါကြောင့်မို့လို့လောကမှာအဲ့ဒီ၃မျိုးပဲအခုဒါလူဘဝကိုရနေတယ်ဆိုတာမိုးခါနဲ့လားကြုံနေကြတာဘာမိုးတွေရွာနာလဲကုသိုလ်မိုးတွေရွာနေတာပဲဒါကြောင့်မို့ဗုဒ္ဓမြတ်စွာကအပမဒေနတံပါဒေထမိမိရောရောမနေကြနဲ့ဆိုအဲ့ဒါတွေကိုရည်ညွှန်းပြီးတော့ပြောတာနော်ရည်ညွှန်းပြီးပြောတာဒါကြောင့်မို့ပုဂ္ဂိုလ်တယောက်နဲ့တယောက်လောကကြီးမှာဆက်ဆံကြပြီဆိုရင်လည်းခုနကပြောခဲ့တဲ့ကျေးဇူးဆိုတဲ့စကားလုံးလေးကိုပြန်ဆက်ကြအောင်ပေါ့ဗျာကတင်ညူခုနကဒီဟာလေးတစ်ခုပဲပြီးသေးတယ်ဟုတ်တယ်မလားတတ်နိုင်တယ်မြတ်သူတစ်ပါးရဲ့အကျိုးကိုဆောင်ရွက်ပါအဲ့ဒါလေးကကတင်ညူပဲအဲ့ဒါမှတ်ထားမိမိစွမ်းနိုင်တဲ့တော့ကြံတဲ့ပုံကိုယ်တွေပေါ်မှာကိုယ်ရဲ့စောင့်မှခြင်းနော်ထောက်ပတ်နှုတ်ရဲ့စောင့်မှခြင်းမလုံနဲ့နော်ဆေးလေးမတောက်နဲ့အရက်မတောက်နဲ့ဒါမိမိရဲ့တူသားနောင်မယ်လေးတွေကိုဆုံးမတာအဲ့ဒါကျေးဇူးပြုတာပဲဩငါရဲ့အဘိုးကငါရဲ့ဦးလေးကပြောလိုက်လို့ငါကွန်းပြတ်သွားတာငါဆေးလိပ်ပြတ်သွားတာငါအရက်ပြတ်သွားတာသူ့ရဲ့ကျေးဇူးတွေပဲသူပြောလို့ဟုတ်တယ်မလားအမေရဲ့ကျေးဇူးတွေသိပ်များတာအဖေရဲ့ကျေးဇူးတွေသိပ်များတာလောကကြီးမှာအဲ့ဒါကိုပြောတာမိဘရဲ့ဂုဏ်ကျေးဇူးဆိုတာနော်မိဘရဲ့ဂုဏ်ကျေးဇူးဆိုတာအိမ်ထဲမှာတောင်ဖြစ်တတ်တယ်မိသားစုတွေအများကြီးမွေးထားရင်အဖေကတော့သူ့သမီးမှအမေကတော့သူ့သားမှဟုတ်တယ်မလားဖြစ်တတ်တယ်နော်သဘောကတော့မိဘဆိုတာမိဘဆိုတဲ့ပုဂ္ဂိုလ်ကတော့သမီးလေးဆိုရင်အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကအားကိုးတာပေါ့ငါအသက်ကြီးသွားရင်တော့ဒီသမီးလေးကပဲငါပြုစုမှာပဲစောင့်ရှောက်မှာပဲဆိုတဲ့အနေနဲ့သမီးလေးပေါ်မှာ तू ကပိုးတာဟိုးအမေဖြစ်တဲ့ပုဂ္ဂိုလ်ကြတော့လေသားလေးကိုဒီသားလေးပဲငါ့ကိုနော်အသက်ကြီးသွားရင်စောင့်ရှောက်မဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့ပြောရရင်တော့ तू ကလိန်နဲ့ပတ်သက်တယ်နော်လိန်နဲ့ပတ်သက်တယ် तू ကအမေကသားကိုပိုချစ်တယ်အဖေကသူ့သမီးကိုပိုချစ်တယ်တဘာဝပဲအဲ့တော့သူတို့ရဲ့စောင့်ရှောက်မှုတွေကိုကြည့်တယ်ပြီးတော့ကတင်ညူဆိုတာဖြစ်လာတာဩအမေကတော့ငါ့ဘောဘာမှမချစ်ဘူးနော်အဖေကသာငါချစ်တာသမီးတွေကထင်တတ်တယ်သားတွေကြတော့လည်းပဲဟုတ်တယ်မလားနော်အမေကသာငါချစ်တာအဖေကငါမချစ်ဘူးအဲ့လိုထင်တတ်တယ်ဆိုကြပါစို့ဘယ်ပုဂ္ဂိုလ်ပေါ်မှာသာဘယ်ပုဂ္ဂိုလ်ပေါ်မှာပဲဆိုအချစ်ကတော့တူတူပါပဲပြောရရင်တော့သိုးတဲ့သားသမီးကိုပို့ပြီးတော့မိဘတွေကဂယုစိုက်ရတော့ပြုပြင်ပေးရတော့သူ့ဘောကိုမေတ္တာတွေပို့တယ်လို့ကြံတဲ့သားသမီးတွေကထင်တတ်တယ်သားသမီးတွေအများကြီးမွေးထားတယ်နော်သိုးတဲ့ပုဂ္ဂိုလ်တယောက်ပါလာရင်အဲ့ဒီပုဂ္ဂိုလ်အတွက်လမ်းမကိုထွက်သွားပြီးရွာထဲကိုသွားလဲနေပြီဆိုအမေကလည်းမနေထိုင်အဖေကလည်းမနေနိုင်မင်းသားမင်းပြောသွားသေးလားကျုပ်တော့ပြောမသွားဘူးတို့အများပြောသွားသေးလားသူ့အတွက်တထိတ်ထိတ်တလန့်လန့်နဲ့နေရတာလိမ်မာတဲ့သားသမီးကြတော့ဘာမှပြောနေစရာမလိုဘူးသူကသူထိတ်နဲ့တိတ်နဲ့တဲဆိုအမေကလည်းထိန်းစရာမလိုဘူးအဖေကလည်းထိန်းစရာမလိုဘူးဟုတ်တယ်မလားအဲ့တော့ကြံတဲ့သားသမီးတွေကဟိုးလိုက်ပြီးတော့စိုးရိမ်နေရတဲ့သားပေါ်မှာသမီးပေါ်မှာအဖေကတော့သူ့သမီးမှအမေကတော့သူ့သားမှဆိုတာဖြစ်ကြတာလူသဘာဝပါပဲတဲ့ဗျာဟုတ်ပြီလားနော်အတူတူတော့အတူတူပါပဲမိဘရဲ့ကျေးဇူးတွေကနော်ဘယ်သူမှတော့ကျေးဇူးမကမ်းညာနဲ့ပေါ့တချို့ကအဲ့လိုဖြစ်တတ်တယ်နော်တချို့ဖြစ်တတ်တယ်ဒီဘက်ခေတ်တွေကြားဦးရမှာပေါ့အဲ့ဒါမျိုးတွေမကြောက်မနာတာတွေဒါတွေကတော့ပြောရရင်အရှိကြီးကလိယုတ်လို့ခေါ်တဲ့ဆုတ်ကပ်ကာလမှာအဲ့လိုဖြစ်ကုန်တာနော်ရုပ်အနေနဲ့ပြောမယ်ဆိုရုပ်ဆွဲစကလုံးလေးကနော်ဟိုရကောင်းတဲ့ရုပ်တာမဟုတ်ဘူးရပ်ပလက်လေးကိုတချောင်းငယ်လေးလုပ်တယ်ပြီးတော့ခန်းငယ်လေးနဲ့ရုပ်လို့ခေါ်တာခေတ်အခါကိုသုံးထားတာ၄မျိုးရှိနေတယ်နော်ကတရုပ်တဲ့လူသားအလုံးကတကယ့်ကိုတရားဆောင်တဲ့အချိန်တွေလူသားအလုံးကတရားရှိရင်တရားလုံးကိုတကယ့်ကိုသူတော်ကောင်းနေကတရုပ်တဲ့တရေတာရုပ်တဲ့နောက်တစ်ခုကြတော့အဲ့ဒီလူသားတရားတဲ့က25ယောက်ကဖောက်ပြန်လာတယ်လူဆိုးတွေဖြစ်ကုန်နော်ကြံတဲ့85ယောက်ကပဲသူတော်ကောင်းရှိတော့တယ်နောက်တစ်ခုကြတော့ဒွါပရာရုပ်တဲ့တဝက်စီဖြစ်သွားပြီသူတော်ကောင်းက90လူယုံမာက90ဖြစ်သွားပြီနောက်ဆုံးကြတော့ကလိယုတ်တဲ့အခုခေတ်ခါပဲတရားရဲ့ရှိတဲ့ထဲမှာဟောဒီမှာ25ယောက်ကပဲသူတော်ကောင်းရှိတော့တယ်ကြံတဲ့85ယောက်ကလူယုံမာတွေဖြစ်ကုန်ကြနော်ပုရိဓမ္မောဓမ္မောဟဝေရခတိဓမ္မောဟဝေပါတုရဟောတိပုပ္ပေတဲ့ဗျာခုနကကတယုတ်ကိုပြောတာဓမ္မောဟဝေပါတုရဟောတိပုပ္ပေပထမတုန်းကတော့ဓမ္မပဲရှိတာတဲ့ဓမ္မပဲရှိတာတဲ့ပစ္စာအဓမ္မောဥဒ္ဒပါတိတဖြည်းဖြည်းနဲ့နောက်ကြမှာအဓမ္မတွေကပေါ်လာတာလူသားတွေအခုစောင့်တည်ကြတယ်၅ပါးသီလဟုတ်တယ်မလားအကုန်လုံးတပြိုင်လုံး၅ပါးလုံးများပေါ်လာတယ်မထင်နဲ့ဗျာမုသာဝါဒကစပေါ်လာတာမုသာဝါဒကစပေါ်လာတယ်အရင်တော့အကုန်လုံးသူတော်ကောင်းတွေကြီးပဲ
နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့လိန်တဲ့ပုဂ္ဂိုလ်ပါလာတယ်ဗျာမုသာဝါဒအဲ့ဒီကနေတဖြည်းဖြည်းနဲ့၅ခုလုံးဆုံးလာတာ၅ခုလုံးဆုံးလာတာ၅ခုလုံးဖြစ်လာတာပေါ့အတိတ်ဗျာဒါကြောင့်မလို့ဒီဘက်ခေတ်တွေတုန်းကတော့ဒါဓမ္မတွေကြီးပဲတဖြည်းဖြည်းနဲ့ပေါ်လာတာနောက်ထပ်ပေါ်เสียအဓမ္မဆိုတာမရှိတော့ဘူးတဲ့ကုန်းနေပြီတဲ့လောကကြီးမှာနော်မိစ္ဆာဓမ္မတဲ့အဓမ္မရာဂတဲ့ဝိသမလောဘတဲ့ကြားဘူးကြလိမ့်မယ်မထင်ဘူးဟုတ်တယ်မလားစာလိုပြောထားတာစာလိုပြောထားတာခေတ်အနေနဲ့ပြောမယ်ဆိုရင်တော့မကြောက်မနာတာလိန်နဲ့ပတ်သက်တဲ့ဇာလန်းတွေပေါ့ဗျာဟုတ်တယ်မလားမိဘနဲ့သားသမီးတဲ့မောင်နှမချင်းချင်းနဲ့ဖြစ်ကြပြုကြအဲ့ဒီတရားတွေကနောက်ဆုံးပဲတဲ့သူ့ရဲ့နောက်ထပ်ပေါ်လာစရာအဓမ္မဆိုတာမရှိတော့ဘူးတဲ့ကုန်းနေပြီတဲ့ကုန်းနေပြီတဲ့နော်ဒါကြောင့်မို့သူ့ကိုကလိယုတ်လို့သုံးထားတာရုပ်တစ်ခုတစ်ခုမှလည်းကတယုတ်ဆိုတာလည်းနှစ်ပေါင်း3သိန်းကျော်တယ်မှတ်တယ်နော်3သိန်း9000လောက်ဒီမှာကျတော့3သိန်း4000လောက်ဒီမှာကျတော့3သိန်းလောက်ဒီမှာကျတော့8000လောက်အဲ့ဒါလိုဖြစ်လာတာတက်တန်းနေနဲ့တက်တန်းတဖြည်းဖြည်းနဲ့အဲ့လိုဆုတ်သွားမှာအကောင်းဘက်ကိုဥမတည်ဘူးတဲ့ကိုယ့်ဟာကိုနေတတ်ဖို့ပဲအရေးကြီးတယ်ဗျာနော်ရှေ့ကိုမျှော်ကြည့်လိုက်ရင်အကောင်းဘက်ကိုမမြင်အောင်တက်တန်းနေရာကိုတဖြည်းဖြည်းနဲ့ဆုတ်လာတယ်ဒီမှာတော့ကတော့100တန်းပေါ့ဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာကလူသားတွေရဲ့တက်တန်းအနှစ်100တန်းမှာပွင့်ခဲ့တာအနှစ်100တန်းမှာပွင့်ခဲ့တာဘယ်တော့မှလူသားတွေရဲ့တက်တန်းတက်နေတဲ့အချိန်မှာလည်းဖရာရှင်တွေကပွင့်လိမ့်မရှိဘူးလေဗျာနော်ပြန်ဆုတ်လာတဲ့အတက်ကုန်သွားပြီပြန်ဆင်းလာပြီဆိုတဲ့အချိန်ကျမှဗုဒ္ဓမြတ်စွာတွေကလောကကြီးမှာပွင့်လေရှိတယ်သူ့ရဲ့ဓမ္မတာသဘာဝကိုလည်းမှတ်ထားအောင်အနှစ်8000တန်းမှာပွင့်တဲ့ဗုဒ္ဓမြတ်စွာတွေကအနှစ်6000ဆိုရင်သေတာပဲတဲ့ပရိနိဗ္ဗာန်ဆန္ဒပဲတဲ့6000တန်းပွင့်4000ဆိုရင်သေ4000တန်းပွင့်2000ဆိုသေဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာကြည့်တယ်100တန်းမှာပွင့်ခဲ့တာအနှစ်80ကျသေရောပရိနိဗ္ဗာန်ဆံရောဟုတ်တယ်မလားနော်လောကတွေမှာလောကမှာလူသားတွေရဲ့သဘာဝပဲတဲ့နော်ငယ်ငယ်တုန်းကတော့ကိုကပေးနိုင်ကမ်းနိုင်ကျွေးနိုင်မွေးနိုင်တော့ဒီအိမ်မှာဘသူဥဆောင်တာလဲသူဥဆောင်တယ်ဆိုရင်သူ့ကိုအလေးနဲ့ထားတာသူ့ကိုကြောက်တာကြံတဲ့ပုံကိုယ်တွေအမလီဖုတ်လေတဲ့ငပိရှိတယ်မအောင်မေဘူးဟုတ်တယ်မလားအဖေကဥဆောင်တယ်အဖေဩဇာနဲ့အမေတို့ကနေရတယ်ဆိုအဖေကိုကြောက်လိုက်တာတာသမီတွေကအဖေကတော့အေးနေတတ်တာအမေပြီးရင်ပြီးတယ်ဆိုရင်အဲ့ဒီအမေမျက်နှာကိုတာသမီတွေကကြည့်နေရတာဟုတ်တယ်မလားအဲ့ဒီအချိန်မှာဒီအဖေလုပ်တဲ့ပုံကိုအိမ်မှာဥဆောင်နေတဲ့အဖေဖြစ်စေအမေဖြစ်စေအိမ်မှာဥမဆောင်နိုင်တော့ဘူးအသက်တွေကြီးသွားပြီ80ကျော်90ကျော်ကိုယ့်လက်ကိုမှမနိုင်တော့ဘူးကိုယ့်ချီကိုမှမနေနိုင်တော့ဘူးဟဲ့လာပါအောင်မြည်လေးရဲ့ဟဲ့ပါအောင်လာပါအောင်ငါသားငါသမီးရဲ့သူတို့ရဲ့အကူအထောက်ပံ့ကိုထူမှထမှကျွေးမှစားရတဲ့ဘဝမျိုးရောက်သွားပြီဆိုရင်အဲ့ဒီသားသမီးမြည်မြစ်တွေကဒီအဖိုးအဖွားတွေကိုငယ်ငယ်တုန်းကတော့လေးစားပါဦးမလားမလေးစားတော့ဘူးเนาะအဖိုးအိတ်နေရင်ကြော်သွားမှာပဲအဖွားအိတ်နေရင်နင်းသွားတော့မှာပဲသူ့ခင်မဟုတ်တော့ဘူးလေသူ့စီကနေနောက်ထပ်ထွက်เสียဘာမှသူတို့အတွက်မျှော်လင့်ချက်မရှိတော့သူတို့တွေကအပိုလိုဖြစ်နေပြီတဲ့ဟုတ်တယ်မလားအဲ့တော့အဲ့ဒီသဘာဝကိုလေကိုယ့်အကိုမှန်းကြည့်အသက်တွေရှည်ရင်ရှည်တော့ကိုကအဲ့ဒုက္ခတွေခံရမှာပဲဗုဒ္ဓမြတ်စွာဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကအဲ့ဒီအဖြစ်မျိုးကိုဘယ်တော့မှအရောက်မခံဘူးတဲ့ဗျာကိုချီကိုလက်ကိုနေနိုင်သင်နိုင်တဲ့အချိန်မှာပရိနိဗ္ဗာန်ဆန္ဒပဲဟောကြားသွားတဲ့တရားတော်တွေကတိတ်အဆင့်မြင့်တယ်လေဗမာစကားပုံရှိတဲ့ပုဂ္ဂိုလ်ခင်မှဗါတဲ့လေတရားမင်းတယ်ပုဂ္ဂိုလ်ပေါ်မှာအထင်ကြီးမှုလေးစားမှုရှိမှသူပြောတဲ့စကားကိုအလေးနဲ့ထားတတ်တယ်အရက်ထဲမှာအရက်သမားတဲ့ဖဲသမားတဲ့မကောင်းဆုံးထိပ်ပိတ်ဆိုတဲ့ပုဂ္ဂိုလ်ကသွားတယ်ပြီးတော့သူသွားဆုံးမနေဟိုလူကပြန်ပြီးတော့ဆဲမသွားရင်တော်ရပြီဗောအဓိပ္ပာယ်ဟုတ်တယ်မလားဖရာတကာကြောင်းတကာတဲ့ရက်ထဲရွာထဲမှာအင်မတန်မှသီလသမာဓိနဲ့နေတဲ့ပုဂ္ဂိုလ်ဆိုသူ့မြင်တာနဲ့အရက်သမားဖဲသမားစပြီးတော့မကတ်ရဲဘူးကြောက်တယ်ဟုတ်တယ်မလားနော်ဝေးကနေရှောင်သွားကြတာဗုဒ္ဓမြတ်စွာတွေကလည်းအဲ့လိုပုံစံမျိုးပဲတဲ့နော်သူ့ချီသူ့လက်ကိုနိုင်နှုံးခါမှာပရိနိဗ္ဗာန်စံပါတဲ့ဗျာသူများတွေကထူအောင်သူများတွေကကြွေးမစားရတဲ့အဖြစ်မျိုးကိုဘယ်တော့မှအရောက်မခံဘူးဗုဒ္ဓမြတ်စွာရဲ့ဓမ္မတာပဲတဲ့ဗျာအဲ့ဒါဟုတ်ပလားနော်ဒါကြောင့်မို့ကဲမူရင်းစကားလေးကိုပြန်သွားကြအောင်ဆိုကတင်ယူတစ်ခုပဲရှိသေးတယ်ဟုတ်တယ်မလားနော်မိမိကသူတစ်ပါးအပေါ်မှာအကျိုးကိုလိုလားတဲ့ပြီးတော့ဘာမှအမြတ်အစွန်းတွေကိုမမျှော်မှန်းမနဲ့သူ့အပေါ်မှာပထမဆုံးပြုတ်လိုက်တဲ့ကောင်းကျိုးပေါ်ကာယကံကောင်းကျိုးဝစီကံဟာအဲ့ဒါကျေးဇူးတရားပဲတဲ့ကတင်ယူအဲ့လိုလုပ်တဲ့ပုဂ္ဂိုလ်ကလောကမှာတိတ်ရှားတယ်ဗုဒ္ဓမြတ်စွာဒုံလဘပဲဒ
ဒုံလဘပဲတဲ့ဟုတ်တယ်မလားနော်တခါတုန်းကစောပါသေးတယ်နော်နည်းနည်းမပြောသေးပါဘူးနောက်တစ်ခုဆက်ကြအောင်ဆိုသူနဲ့တဘာဝတရားအပြန်အလှန်ပေါ့ကတင်ယူကမိမိကပထမဆုံးသူ့ပေါ်မှာကျေးဇူးပြုလိုက်တာဟုတ်တယ်မလားအဲ့ဒီကျေးဇူးကိုလူတရားမှာတရားလုံးကသတိမရတတ်ကြဘူးတရားမှာ90လောက်ကသတိမရတတ်ကြဘူး10ယောက်လောက်ကသာဟောဒီပုဂ္ဂိုလ်ရဲ့ကျေးဇူးတွေငါစီရှိတယ်ငါပေါ်မှာရှိတယ်ဒီပုဂ္ဂိုလ်ရဲ့ကျေးဇူးတွေငါပြန်ဆက်ရအောင်ပါသိတာကတဝေဒီပုဂ္ဂိုလ်တဲ့ဗျအဲ့ဒါမှတ်ထားနော်တချို့ကအဲ့ဒီသူ့ရဲ့ကျေးဇူးတွေသူ့ပေါ်မှာရှီမန်းကိုမသိကြဘူးတဲ့ရှီမန်းကိုမသိကြဘူးရှိတယ်အကြောင်းတမျိုးမျိုးကြောင့်ကိုပြန်မဆက်နိုင်ဘူးဟုတ်တယ်မလား30သူစီကယူထားလို့30ပြန်မဆက်နိုင်တာကနေအိုးဩသူ့ရဲ့ကျေးဇူးတွေအတော်ရဲ့ကျေးဇူးတွေဦးလေးရဲ့ကျေးဇူးတွေငါစီရှိတယ်ငါဘယ်တော့မှအခက်အခဲတွေ့တော့ငါ तू ကထောက်ပံ့ထားတာဗျလူကြားထဲမှာအဲ့လိုပြောနိုင်တဲ့ပုဂ္ဂိုလ်ကိုရှားတယ်ဗျာဗုဒ္ဓမြတ်စွာကဟုတ်လားမဟုတ်လားဆိုတော့ကိုယ့်အကိုပြန်စဉ်းစားကြည့်ကြပေါ့ဟုတ်တယ်မလားနော်ဦးလေးစီကအတော်စီကယူထားတဲ့နော်အကျွေးကိုပြန်ပြီးတော့ပေးနိုင်ဖို့ပြန်ဆက်နိုင်ဖို့ထားအောင်တော့ဦးလေးစီကငါယူထားတာဘယ်လောက်ရှိတယ်ကွာအတော်စီကအတော်ကငါ့ကိုထောက်ပံ့ထားတာဘယ်လောက်ရှိတယ်အဲ့ဒါလိုထုတ်ပြောရမှာကိုလူကြားထဲမှာထုတ်ပြောရမှာကိုဝန်လေးတဲ့ပုံကိုယ်တွေကအများစုပါပဲတဲ့ဗျာဟုတ်ပလားနော်ဗုဒ္ဓမြတ်စွာရဲ့လူသားတွေရဲ့စိတ်တဘာဝကိုဓာတ်ခွဲပြထားတာဘယ်လောက်တောင်အံ့ဩစရာကောင်းတယ်ဆိုတာနော်ဟုတ်လားမဟုတ်လားဆိုတာကိုယ့်အကိုပြန်စဉ်းစားကြည့်သူများကိုလိုက်မပြောနဲ့လိုက်မကြည့်နဲ့သူများရဲ့စိတ်ထဲမှာဖြစ်နေတာကိုမမြင်နိုင်ဘူးလေဟုတ်တယ်မလားဗုဒ္ဓမြတ်စွာကလူသားတိုင်းကအဲ့ဒါလိုကြည်နိုင်အောင်ကိုပြီးတော့ဟောထားခဲ့တာဒါကြောင့်မလို့ကတင်ယူပုဂ္ဂိုလ်ကတဝေဒီပုဂ္ဂိုလ်ဟာဒုံလဘပုဂ္ဂိုလ်တွေပဲတဲ့ဗုဒ္ဓမြတ်စွာကနော်နမူနာလေးတွေထုတ်ပြတော့မယ်အခြေခံဖြစ်တဲ့အချက်လေးနှစ်ချက်ကိုတော့ပြောပြပြီးကျေးဇူးနဲ့ပတ်သက်ပြီးတော့ဟုတ်တယ်မလားကျေးဇူးဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကဘယ်လောက်တောင်တာသွားတယ်ဆိုတာပေါ့နော်နည်းနည်းလေးပြောပြတော့မှာပေါ့နော်ဗုဒ္ဓမြတ်စွာလက်ထက်တုန်းကပုံသားကြီးတယောက်ကလာပြီးတော့ဖះစီလာတဲ့ပြီးတော့သင်္ကန်းကိုခွင့်တောင်းတယ်ပုံသားကြီးကလမ်းပေးနေရတော့ဆင်းရဲမှာမို့ဘယ်ကိုယ်တော်ကမှဂယုမဆိုင်ဘူးဘယ်ကိုယ်တော်ကမှအဲ့ဒီကိုယ်တော်ကြီးကိုသင်္ကန်းဝတ်ပြီးတော့မပေးခြင်းဘူးရှောင်သွားကြတာပေါ့အရှင်သာရိပုတ္တရာကိုယ်တော်ကြီးအာဝေါ်စရာကောင်းလိုက်တာတပည့်တော်သူ့ကိုသင်္ကန်းဝတ်ပေးပါမယ်ဗျာဗုဒ္ဓမြတ်စွာကပရိသတ်တွေရှေ့ကိုမေးလိုက်တယ်သာရိပုတ္တရာတဲ့သူနဲ့မင်းနဲ့ကဆက်ဆက်မှုရှိလို့လားဘာအကျိုးကျေးဇူးတွေရှိလို့များမင်းကသူ့ကိုရဟန်းခံပေးရတာလေလို့မေးတော့အရှင်သာရိပုတ္တရာကအာဝေါ်စရာသိကောင်းတယ်မှန်လားပါသူ့ကိုမှတ်မိပါတယ်ဗျာတဲ့တရက်တုန်းကသူဟာတပည့်တော်ကိုဆုံးလေးတစုံထွက်လောင်းမှုတယ်တစုံနဲ့ရဲ့ဟုတ်တယ်မလားနေတိုင်းလောင်းနေတဲ့နေစပတ်လုံးဆုံးမဟုတ်ဘူးတစုံနဲ့ပဲသူလောင်းမှုတယ်တပည့်တော်သူ့မှတ်မိတယ်ဘယ်လန်းနဲ့ကဘယ်တကာကြီးပဲဩအဲ့ဒီကျေးဇူးကြောင့်မို့တပည့်တော်သူ့ကိုသင်္ကန်းဝတ်ပေးတာပါဗျာဆိုဗုဒ္ဓမြတ်စွာကချီးမွမ်းလို့မဆုံးဘူးဗျာနော်အဲ့ဒီပုဂ္ဂိုလ်အကြောင်းပြုပြီးတော့အခုဒီပုဂ္ဂိုလ်တွေဒါသာသနာပေါ်မှာဒီလိုရဟန်းခံခွင့်ရလာတာပုံသားကြီးတယောက်အဲ့ဒီကျေးဇူးတွေနောက်တစ်ပါးအရှင်အာနန္ဒာကဆုံးခံကြွလာတယ်နော်နေ့စဉ်သူဆုံးခံအိမ်ဖြစ်မှာပေါ့ဒီအိမ်ကတော့မနှင်းညလို့ဟာတော့ကအခုခေတ်လို့ကိုဗစ်ကာလလို့ပေါ့ရှေးတုန်းကတော့ तू ကအဟိဝါတကရောဂလို့ तू ကသုံးထားတယ်ဗမာနိုင်ငံမှာကြောက်တလောက်ဖြစ်သွားတယ်လေတွေကနေပိုးတွေပါလာတဲ့ယောဂမျိုးစာထဲမှာတော့ပလိတ်ယောဂနဲ့ဆင်တယ်လို့သုံးထားတယ်နော်ဒီကိုဗစ်ယောဂလို့ကြောက်ရှာကောင်းတယ်တောင်ဘက်ကအဲ့ဒီယောဂဖြစ်လာတဲ့ဆိုရင်နော်အဲ့ဒီတောင်ဘက်ကကိုယ့်အိမ်ကအပေါက်ရှိရင်အဲ့ဒီအပေါက်ကိုမထွက်နဲ့တဲ့ဒီဘက်ကနိုင်ငံကြီးကအလုံးရှိနေအဲ့ဒီနိုင်ငံကြီးကိုဖောက်ပြီးတော့ပြေးရမှာလေဗျာဆိုလိုတာကတော့သူနဲ့သွားပြီးတော့ထိတ်တိုက်မတွေ့နေနဲ့ဟုတ်တယ်မလားတောင်ကနေလာတယ်ဆိုတောင်ဘက်ကိုပေါက်ရှင်တောင်ဘက်မထွက်နဲ့မြောက်ဘက်ကိုပြေးမြောက်ဘက်မှာအပေါက်မရှိဘူးညင်းမနေနဲ့အုံနေရန်ကြီးကိုဖောက်ပြီးတော့ပြေးပြီးတော့အဲ့လိုကြမှာလွတ်တယ်ဗျာအဲ့ဒီယောဂကခုခေတ်တော့ဘာသာပြန်ထားတာခုနကဘုန်းကြီးပြောခဲ့တဲ့ယောဂပေါ့ပလိတ်ယောဂစာထဲမှာသုံးတာအဟိဝါတကရောဂတဲ့လေတွေကနေပိုးမွားတွေပါလာတာတဲ့အစိတ်တွေပါလာတဲ့ယောဂတစ်မျိုးပေါ့နော်ညကနေဖြစ်တယ်ပြီးတော့လင်မယားနှစ်ယောက်ကသေရောတယ်ဗျာရှေ့စဉ်တောက်ရှင်သေကြရောမနဲ့ရှင်အာနန္ဒာကကြွလာတော့ကလေးလေးနှစ်ယောက်က8နှစ်အရွယ်10နှစ်အရွယ်လောက်နေမှာပေါ့ထိုင်းမှန်ပြီးတော့အမေရောသေသွားအဖေရောသေသွားတော့ဒုက္ခရောက်နေကြရှင်အာနန္ဒာကကြွလာတော့ဟာဘယ်လိုဖြစ်ကြတာလဲဆိုအမေရောဖေရောမင်းညတုန်းကတော့
တပြိုင်တည်းဆုံးသွားကြလို့ဗျာဖျားဆိုတော့ရှင်အာနန္ဒာမှာဒုက္ခရောက်တာပေါ့သူဆွမ်းတကဆွမ်းပါတယ်ဆိုတာသူတို့ကျေးဇူးတွေရှိတယ်လေဟုတ်တယ်မလားနော်အခက်အခဲတစ်ခုကရှိလာတယ်တဲ့ဗုဒ္ဓမြတ်စွာကနဘိခဝေဥနပန္နရတဝတ္တောပပ္ပါစီတဘောယောပပ္ပါစီယအာပတ္တိဒုက္ခတတတဲ့အသက်15နှစ်တည်းငယ်တဲ့ပုဂ္ဂိုလ်ကိုရှင်ပြုမပေးကောင်းဘူးတဲ့ဗုဒ္ဓမြတ်စွာပြညတ်ထားခဲ့တာအသက်20အရွယ်မှာရဟန်းခံကောင်းတယ်ဆိုတော့အလုံးကြားဥကြတဲ့ပုဂ္ဂိုလ်တွေများပါတယ်ဟုတ်တယ်မလားကိုရင်ကိုဘယ်အသက်အရွယ်မှာကိုရင်ဟုတ်ပေးကောင်းတယ်လို့သိတဲ့ပုဂ္ဂိုလ်ကတော့ခက်ရှားရှားပဲဟုတ်တယ်မလားနော်ဗုဒ္ဓမြတ်စွာဒီမှာသိက္ခာပုဒ်နဲ့ကိုပြညတ်ထားခဲ့တာနော်ကိုရင်ဟုတ်မပေးကောင်းဘူးတဲ့ရုပ်ဟုတ်မပေးကောင်းဘူးတဲ့အသက်15နှစ်မပြည့်သေးရင်တဲ့ရှေးတုန်းကတော့အာဝေါ်စရာကောင်းတာ9နှစ်အရွယ်နဲ့လဲယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်သူဟာသူဓမ္မအနေနဲ့မြင့်မြတ်လို့9နှစ်အရွယ်နဲ့ယဟန်နာဖြစ်တော်လဲပဲကလေးရှိသေးတာဗော9နှစ်ဆိုတာဟုတ်တယ်မလားသူဟာသူလည်းသူ့တကိုယ်ရည်တန်ရှင်းမှုမှမလုံနိုင်သေးဘူးပြီးတော့ညတန်ရောက်ရင်ထမင်းပေးပါဦးဟင်းပေးပါအောင်နဲ့အဲ့ရထဲမှာပြောရရင်တော့သေးပါချီးပါတဲ့အရွယ်ဆိုတော့ဒုက္ခဒုက္ခတွေရောက်တော့ဗုဒ္ဓမြတ်စွာကအသက်20မှမပြည့်သေးရင်ရဟန်းခံမပေးနဲ့အသက်20ပြည့်မှသာလေလူသားတွေဟာတိတအုံနာအချမ်းတန်ကိုလည်းခံနိုင်တယ်အေးတန်ကိုလည်းခံနိုင်တယ်လောကရဲ့သဘာဝကိုလည်းအထိုက်တော့သိကြပြီအမေကလည်းအမေရဲ့အပြုစုလည်းလွတ်ပြီးအဖေရဲ့စောင့်ရှောက်မှုလည်းလွတ်ပြီးမင်းတို့တွေအသက်20ပြည့်မှသာယဟန်ခံပေးကြပြီတော့လို့ဗုဒ္ဓမြတ်စွာကပြညတ်ခဲ့လို့အသက်20မှယဟန်ခံရမယ်ဆိုတော့သိတဲ့ပုဂ္ဂိုလ်တွေများပါတယ်ဗျာဟုတ်တယ်မလားနော်ကိုရင်နေလဲအဲ့ဒီတိုင်းပဲနော်တခါတော့ကအဲ့လိုငိုကြလို့ဗုဒ္ဓမြတ်စွာကရှင်ပြုမပေးကောင်းဘူး15နှစ်ပြည့်မှရှင်ပြုပေးဆိုတော့အဲ့ဒီအခက်ခဲလေးကရှိနေတော့ရှင်အာနန္ဒာကစဉ်းစားတော့တာပေါ့ဗုဒ္ဓမြတ်စွာလည်းအသက်15နှစ်မပြည့်တဲ့တငယ်လေးတွေကိုယောက်ျားလေးတွေကိုကိုရင်ပြုမပေးရဘူးလို့အရှင်ရာဟုလာပထမဆုံးရှင်ပြည့်တဲ့ပုဂ္ဂိုလ်အဲ့ဒါတော့ကြားဥရမှာပေါ့ဟုတ်တယ်မလားနော်တရဏဂုံ3ပါးနဲ့ရှင်ပြုတဲ့နေရာမှာအရှင်ရာဟုလာပထမဆုံးဆိုတာအဲ့ဒီနောက်မှာဖြစ်တဲ့သိက္ခာပုဒ်ပြညတ်ထားတယ်အဲ့တော့ရှင်အာနန္ဒာကစဉ်းစားရတော့တာပေါ့ဗုဒ္ဓမြတ်စွာလည်းဒီလိုသိက္ခာပုဒ်ပြညတ်ထားခဲ့ရတယ်ငါတကာကြီးတွေကလည်းမရှိတော့ကြမ်းနေတဲ့ကလေးတွေကလည်း10နှစ်12နှစ်လောက်ရှိသေးတာငါဘယ်နဲ့များလောက်ရပါမဲဆိုတော့ဗုဒ္ဓမြတ်စွာကိုသွားလျှောက်တော့ဗုဒ္ဓမြတ်စွာကခုနတုန်းက15နှစ်ပြည့်မှကိုရင်ဟုတ်ပေးရမယ်ဆိုတဲ့စီးမင်းကိုတော့မဖြစ်ဘူးနောက်တစ်ခုအာနန္ဒာတဲ့မင်းကြောင်းသားလေးတွေမင်းတငယ်လေးတွေကညာဘက်ကနေထမင်းစားဘယ်ဘက်ကနေဒုံချောင်းလေးကင်ဇလုံလေးတွေကထမင်းကိုစားနေရင်လာပြီးတော့ထိုးတဲ့ကြီးကန်းကိုဒုံနဲ့6နိုင်လောက်တဲ့အရွယ်ရောက်ပြီလားနော်မှတ်ထားနော်ဒါလေးကိုဟုတ်လားနော်အနုဇာနာမိဘိက္ခွေကာကုတ်ဒီပကံပပ္ပါစေတုံးတဲ့ကြီးကိုမောင်းပြီးတော့မိမိရဲ့ထမင်းကိုမိမိစားနိုင်လောက်တဲ့အရွယ်ဆိုတော့ကဲဝုပေဝေတော့ကွာတဲ့အသက်မပါတော့ဘူးအသက်မပြတော့ဘူးဟုတ်တယ်မလားနော်အဲ့လိုနီးလေးနဲ့ဗုဒ္ဓမြတ်စွာကပြညတ်ခဲ့တာဒါကြောင့်မို့လို့အခက်အခဲလေးပေါ့ကျေးဇူးလေးတွေဟုတ်တယ်မလားအရှင်အာနန္ဒာကသူ့ရဲ့ဆွမ်းတကာဆွမ်းမတွေကအဲ့လိုဒုက္ခရောက်လို့အဲ့ဒီသူ့ရဲ့ကလေးလေးတွေကိုမွေးစားတဲ့ပြီးတော့သင်္ကန်းဝုတ်ပေးခဲ့တာကိုသူတပားတည်းဆိုလို့ရှိရင်လည်းပဲကိုရင်မိုးရင်သူတပားတည်းမှာဆုံးခံရတာရှေ့ခေတ်ကတော့အနိုင်နိုင်ပေါ့ဗျာဟုတ်တယ်မလားနော်လောကကြီးရဲ့သဘာဝကိုလည်းပြောပြအောင်မှာဒီနေရာမှာဆရာနဲ့တကာလက်တွဲပြီးတော့သာသနာပြုကြရတာဟုတ်တယ်မလားအဲ့ဒီခေတ်တွေတုန်းကတော့ဆရာတွေကတကယ်မြေရှိုးမိုးပြန်လာအောင်တကယ်အထက်တန်းစားတွေကြီးပဲတကာတွေကတော့ခုနကပြောတယ်ဆွန်းတစွန်းတယောက်မှတောင်လောက်နိုင်တဲ့ပုံကိုယ်တွေအရှားကြီးဗုဒ္ဓမြတ်စွာကပြညတ်ခဲ့ရတဲ့ပန်းတကူသင်္ကန်းဆိုတာတွေ့မှာပေါ့အခုနော် Peace for Hawk ဆိုတာတွေ့တယ်မလားလမ်းလျှောက်နေတဲ့ဘုန်းကြီးတွေဝတ်ထားတဲ့သင်္ကန်းတွေကြည့်အဲ့ဒါပန်းတကူသင်္ကန်းတွေချုပ်ဆက်ပြီးတော့ဝတ်ထားတာနော်စကားဆက်ပြီးတော့ပြောအောင်မယ်ကထိန်သင်္ကန်းလှူတယ်တဲ့ကထိန်သင်္ကန်းလှူတယ်ဟုတ်တယ်မလားဆိုင်သွားပြီးတော့ဝဲမနေနဲ့မဝဲလဲရတယ်အမေရဲ့ပစိုးတွေအမေရဲ့လုံကြီးတွေထမိန်တွေကျန်းနေခဲ့တယ်ငါတို့လည်းမဟုတ်ဘူးကြောင်းသွားပြီးတော့လှူအရှင်ဘုရားဒါကထိန်သင်္ကန်းပါဗျာဘုန်းကြီးရဟန်းတွေလှူခံကောင်းတယ်ဟာဒါအဖေရဲ့ပစိုးတွေလုံကြီးတွေပဲကိုမိုးတော်ဘူးကြောင်းသွားပြီးတော့ကထိန်သင်္ကန်းကတ်ကောင်းတယ်သင်္ကန်း30ရှိတယ်ဟောဒီမှာခါမှာဝတ်ထားတာသင်ပိုင်းတဲ့အပေါ်မှာယုံထားတာကိုယုံနဲ့ဧကတိဒီမှာနှစ်ထပ်သင်္ကန်းကြီးတွေပါတယ်အ ਨੇ ဆုံးသင်မိုင်ချုပ်လောင်ချုပ်နိုင်လောက်တဲ့အဝတ်တော်ဖြစ်ရတယ်သိမ့်မိုင်တစ်ထဲချုပ်နိုင်လောက်တဲ့အဝတ်မဖြစ်တော့အဲ့ဒါမအပ်ဘူးနော်30ချုပ်နိုင်လောက်တဲ့တစ်ထဲ
အနေဆုံးဖြစ်တဲ့အငယ်ဆုံးဖြစ်တဲ့ခါးဥကလေးပေါ်တင်းမိုင်တစ်ထည်လေးချုပ်လောက်ယုံဖြစ်တဲ့အဖေရဲ့ပစိုးအမေရဲ့ထမိန်သွားလှူကထိန်မြောက်တယ်အဲ့ဒါမှတ်ထားဆိုင်သွားပြီးတော့ဟိုဟာကြီးတွေနဲ့ဒီဟာကြီးနဲ့ဓာမပါရင်ကထိန်မမြောက်ဘူးလို့ဆိုင်ကလူတွေကတော့ပြောတာပေါ့သွားပြီးတော့များယုံမနေနေနဲ့နော်ဟိုကောင်းတယ်အဲ့ဒါပန်းတကူသင်္ကန်းဆိုတာအဲ့ဒါကိုပြောတာအခုအဲ့ဒီမှာသွားနေတဲ့ဘုန်းကြီးတွေလေအဲ့ဒါသင်္ကန်းမျိုးကြီးတွေနဲ့ပဲဟုတ်တယ်မလားနော်ဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာကအဟိုအစားနဲ့ပတ်သက်ပြီးတော့နော်အဲ့လိုကျေးဇူးတရားတွေဟောထားကြတာရှိတော့အဲ့ဒီပဲခေတ်တွေတုန်းကဒီဘက်ကဆရာတွေဘက်ကတော့ဒိတ်ဒိတ်ကျဲတယ်ကြီးပဲမြေရှိုးမိုးပြန်ဖျားပရိနိဗ္ဗာန်ဆံပြီးအနှစ်300လောက်ကျော်လောက်မှရောက်လာတဲ့အနှစ်200ကျော်လောက်မှရောက်လာတဲ့သီရိလင်္ကာနိုင်ငံတောင်မှအပေါ်ကဇံပြန်တဲ့ပုံကိုယ်တွေယသိယဟန်တွေပေါ်လို့နေအောင်မမြင်ရလို့ဇဘာလန်းနဲ့ကလမတွေကညှိယူရတယ်ဗျာအဲ့လောက်တောင်ပေါ်တာနော်ဆရာတွေဘက်ကအလောက်တောင်ပြနိုင်တော်လဲပဲဒကာဒကမတွေဘက်ကကြည်လေဆုံးတစွန်းတယောက်မှလောင်းမဲ့ပုံကိုမရှိဘူးတဲ့သင်္ကန်းလည်းပဲအခုလိုများအမလေးလာကတ်လားလှူနေလိမ့်မယ်လို့မထင်နဲ့နော်ဘုန်းကြီးယဟန်တွေကဒကာဒကမတွေကမလှူလို့ဒကာကြီးတွေသေပြီဆိုရင်ပတ်ပြီးတော့တုတ်တန်ကိုသွားပြစ်တယ်ဒိုတီတဲ့အဲ့ဒါတွေကိုသွားပြီးတော့ယဟန်တော်တွေကဖယ်ရှားပြီးတော့ချုပ်ဆက်ပြီးတော့ဟိုးရတယ်ဒကမာကြီးတွေဆုံးပြီကလမာကြီးတွေဆုံးပြီဆိုရင်စာဒီတဲ့တုတ်တန်ကိုပတ်ပြီးတော့ပြစ်တာအဲ့ဒါလေးတွေသွားယူပြီးတော့ချုပ်ဆက်ဆေးဆိုးရတယ်လေဘာအယောင်ဖြစ်ဖြစ်အနီးအပြားအဝါအဆစ်အကုန်လုံးယူရတာနော်အခုနကတော့လုံကြီးထမိန်နေလေအဲ့ဒီတိုင်းပဲယူရတာတန်ဃာတော်တွေမှာသူတို့အလုပ်ရှိတယ်ဆေးဆိုးရမယ်ကာတာယဝဋ္ထတဲ့နော်ဖိုင်ရီစွန်းတဲ့အဟုတ်ကိုသူတို့တွေဝတ်ရမယ်ချိုးရမယ်သူတို့အလုပ်ပဲအဲ့လိုသင်္ကန်းမျိုးတွေကိုပဲလှူနိုင်တယ်တန်ဃာတော်ရှင်မြတ်တွေဟာအတွက်နော်အဝတ်နဲ့ပတ်သက်ပြီးတော့လည်းမပြည့်စုံအစားနဲ့ပတ်သက်ပြီးတော့လည်းမပြည့်စုံတော့လည်းပဲဒီဘက်ကဆရာတွေဘက်ကဘာဖြစ်လဲမြေရှိုးမိုးပြန်လောက်အောင်ဇံဖိန်ရင်ရတဲ့ပုံကိုယ်တွေပေါ်ခဲ့တယ်တဲ့ဗျဟုတ်ပလားနော်အဲ့ဒီခေတ်ခါကာလတော့ရုပ်ဝတ္ထုတွေမထွန်းကားသေးဘူးလေဘာဖြစ်လဲနာမ်ပိုင်းဆိုင်ရာဝတ္ထုတွေထွန်းကားလို့အဲ့ဒီပုံကိုယ်တွေပေါ်တာပေါ့ဒီဘက်ခေတ်ခါကျတော့ပြောင်းပြန်ဖြစ်သွားတယ်ဘုန်းကြီးယဟန်တွေဘက်ကတဘာမှမြေရှိုးမိုးပြန်ပြီးတစ်လက်မှနှစ်လက်မှအပေါ်မြောက်ပြထိုင်တဲ့ပုံကိုမရှိတော့ဘူးဟုတ်တယ်မလားနော်တကားတကမတွေကတော့လှူလိုက်ကြတာအသင်္ကန်းတွေဆိုလဲအစုံလိုက်ဆုံးတွေဆိုလဲကတ်လိုက်ကြတာဟုတ်တယ်မလားဘယ်တော့မှဟောလို့မှညီးနေတယ်လို့မရှိဘူးအဲ့ဒါမှတ်တာခေတ်ခါကာလမှာဖယားလက်ထက်တုန်းကဆရာတွေဘက်ကမြင့်တယ်တကားတကမတွေဘက်ကနှိမ့်ကြဒီဘက်ခေတ်ကျတော့တကားတကမတွေဘက်ကမြင့်ဘုန်းကြီးဟန်တွေဘက်ကနှိမ့်ကြကုန်တာဟုတ်တယ်မလားနော်အဲ့တော့ဘာမှတော့စိတ်အားမငယ်ကြနဲ့ပေါ့ဟုတ်တယ်မလားနော်စိတ်အားမနေကြနဲ့ပေါ့ဒီလိုလှူခွင့်တန်းခွင့်ရနေရတာဗုဒ္ဓသာသနာတော်ကြီးနဲ့တွေ့ကြုံနေရတဲ့အခိုက်အတန့်ကိုဆုံးနေရတယ်ဆိုတာကိုပဲအင်မတန်ကံကောင်းတဲ့ခေတ်ခါကာလကြီးလို့မှတ်ကြပြီတော့ပေါ့ဗျာဟုတ်တယ်မလားနော်အဲ့ဒါဗုဒ္ဓမြတ်စွာရဲ့လက်ထက်တော်တုန်းကသူကဟိုကျေးဇူးတရားတွေပေါ့ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ဆံပြီးအနှစ်200လောက်ကြာတဲ့ချိန်ကြတော့အိန္ဒိယနိုင်ငံမှာဘုရင်ကြီးတယောက်ပေါ်လာတယ်လေအာသောကဘုရင်ကြီးတဲ့ဟုတ်တယ်မလားသူ့ရဲ့ကျေးဇူးတရားတွေကခဏအချိန်ဗုဒ္ဓဘာသာနိုင်ငံတွေအတွက်ပြောမပြလောက်အောင်ကိုသူပြုလုပ်သွားတဲ့ကျေးဇူးတရားတွေဘာဖြစ်လို့လဲသူကကိုယ်တိုင်ကိုယ်ဌာနဆိုပြီးတော့ယဟန်တော်တွေကိုလွတ်လိုက်တာဖယားလက်ထက်တုန်းကတော့မာဧကေနဒွေအကမိဋ္ဌာတဲ့မင်းတို့တွေလမ်းကြောင်းတစ်ကြောင်းတွေကိုနှစ်ပါးမသွားနဲ့တဲ့နော်နှစ်ပါးသွားရင်ဘာဖြစ်လို့လဲရန်ဖြစ်ကုန်မှာဆိုလို့နေမှာပေါ့ဟုတ်တယ်မလားနော်လောကကြီးမှာလူသားဆိုတာတယောက်တည်းနေမှအဆင်ပြေတယ်နော်နှစ်ယောက်ဖြစ်လာရင်အတန်ထွက်လာတတ်တယ်ဗုဒ္ဓမြတ်စွာကဥပမာလေးနဲ့ပြထားတယ်လက်ကောက်လေးတကွင်းနဲ့လက်ထဲမှာဆွတ်ထားကြည့်ဘလောက်လှုပ်နေဘလောက်ခါနေဘာတမ်းမှမထွက်ဘူးနှစ်ကွင်းတရံတစုံထက်လိုက်အတန်တွေထွက်လာပြီဟုတ်တယ်မလားဒါကြောင့်မလို့သူ့စိတ်နဲ့ကိုယ်စိတ်နဲ့မကိုက်မှာဆိုလို့မာဧကေနဒွေအကမိဋ္ဌာမင်းတို့တွေလမ်းကြောင်းတစ်ကြောင်းနဲ့ကိုနှစ်ပါးမသွားနဲ့အာသောကမင်းကြီးလက်ထက်ကြအဲ့လိုမဟုတ်တော့ဘူးနှစ်ပါးလွှတ်ရတော့တာတနေရာကိုနှစ်ပါးလွှတ်တာဗမာနိုင်ငံကိုလည်းအဲ့ဒီတော့ရောက်လာတယ်လေတထုံမြို့ကိုရောက်လာတယ်အရှင်သောနာနဲ့အရှင်ဥဒ္ဒရမထေရတဲ့ပြောဦးမယ်အဲ့ဒီသာသနာတော်ကလည်းအာသောကမင်းကြီးရောက်လာတာသာသနာတက္ကရာ2000မှာရောက်လာတာဟုတ်တယ်သာသနာတက္ကရာ200မှာရောက်လာတာသာသနာတက္ကရာ1000ကျော်လောက်ကြာတော့1500ကျော်လောက်ကြာတော့အဲ့ဒီတထုံကလည်းပြက်စပြုလာတယ်
ပြည့်စပြုလာတယ်သာသနာတော်ရဲ့တက်တန်1000ကျော်လောက်တော့အဲ့ဒီသထုံမှာဘုန်းကြီးယဟန်တွေကပရိယပฏิပတ်ဂန္ဓဒုရဝိပဿနာဒုရကိုမလုတော့ဘဲနဲ့အမန်းတွေအမှုတ်တွေနဲ့နော်ဘာလို့မဟာယာနဆန်ဆန်ဘေဒင်လက္ခဏာတွေယုံလာကြတယ်တန်တရမန္တရတွေကိုလိုက်လာကြလို့အရှင်အရဟံမထေရတိုင်းပြည်ကိုအုပ်ချုပ်တဲ့မနုဟာဘယင်ကိုယ်တိုင်ကကိုအဲ့ဒီဘုန်းကြီးတွေကိုသူကအလေးနဲ့ထားတော့တာတကယ်တမ်းကိုပဲပရိယပฏิပတ်လုပ်နေတဲ့ပုံကိုယ်တွေကိုသူအလေးနဲ့မထားတော့ဘူးနော်မှတ်ထားကြည့်နော်ဘလို့တူစလဲဆိုတာစဉ်းစားကြည့်ရှေးခေတ်နဲ့အခုခေတ်ကာလနဲ့ဘလို့တူစလဲဆိုတာနော်အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကဖြစ်တာမနုဟာဘယင်ကအဲ့လိုဖောက်ပြန်လာလို့ကဲမဖြစ်တော့ဘူးเนาะရှင်အရဟံမထေရပကံကိုကြွလာဗျာပကံကြွလာသူ့ဟာသူတထုံပြေမှာเนาะချမ်းချမ်းသာသာနဲ့သာသနာပြုနေနိုင်ဆိုနေနိုင်တယ်ဆိုစဉ်းစားကြည့်ဖို့တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကမဟုတ်တော့ဘူးအဲ့လိုဘုန်းကြီးတွေကိုဦးစားပေးတယ်ပြီးတော့တန်ត្រတွေမန္တရတွေနဲ့တကယ်တမ်းကိုသူ့အပေါ်မှာဆုံးမတာဂန္ဓဒုရဝိပဿနာဒုရနဲ့တရားလမ်းကြောင်းနဲ့ပုတ်ပြတဲ့ပုဂ္ဂိုလ်တွေကိုသူအမှားထင်လာတယ်အနေရောနရရူပေနာတဲ့ပုဂ္ဂိုလ်တ attva တွေကပျက်စီးချိန်တန်းလာပြီဆိုရင်အမှားကိုအမှန်ထင်တယ်အဟုတ်ကိုမဟုတ်ထင်တတ်တယ်ဗျာအဲ့ဒါမှတ်ထားဖို့နော်လမ်းမှားကိုလမ်းမှန်ထင်တယ်လမ်းမှန်ကိုလမ်းမှားထင်တယ်ပျက်စီးချိန်တန်းလာရင်ဟုတ်တယ်မလားနော်မလုံနဲ့စွာကိုလုံမိတတ်တယ်လုံရမယ်စွာကိုမလုံမိတတ်တော့ဘူးအဲ့ဒါပျက်စီးချိန်တန်းလာအဲ့ဒီဟာအရှင်အရဟံရဲ့ကျေးဇူးအနောထာမင်းကြီးတဲ့နောက်တစ်ခါကိုယ်တိုင်းကိုယ်ဌာနသာသနာပြုလွှတ်လိုက်တဲ့အာတောကမင်းကြီးရဲ့ကျေးဇူးတွေဟုတ်တယ်မလားလူသားတွေဘက်ကတကားတွေဘက်ကအဲ့ဒီဘယင်ကြီးနှစ်စုရဲ့ကျေးဇူးတွေဟာဗုဒ္ဓဘာသာဝင်တွေပေါ်မှာပြန်ဆက်လို့မကုန်နိုင်အောင်ကျေးဇူးကြီးလာတယ်နော်ဘုန်းကြီးတို့တွေခဏလိုဒီလိုကုသိုလ်ကောင်းမှုတွေလုပ်နေနိုင်တာနံပါတ်1မင်းကြီးကအတောကမင်းကြီးပဲဟုတ်တယ်မလားနံပါတ်1မင်းကြီးကအနောယထာဗျအနောယထာဆရာတွေဘက်ကပြောမယ်ဆိုရင်ဟိုအာတောကမင်းကြီးနဲ့လက်တွဲပြီးတော့ပြုလုပ်ခဲ့တဲ့ဆရာတော်ကအရှင်မဟာမောဂလိဗုဒ္ဓဒိဋ္ဌမထေရအနောယထာမင်းကြီးနဲ့လက်တွဲပြီးတော့သာသနာကြီးကိုခဏအချိန်တည်းအောင်ဆောင်ရွက်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ကအရှင်အရဟံမထေရဆရာနဲ့တကာဘယ်တော့မှတစ်ဖက်ဘက်ကတက်လာရင်တစ်ဖက်ဘက်ကြောင့်မို့သာသနာတော်တိုးတက်တယ်ဆိုတာမရှိဘူးတဲ့ဗျာမရှိဘူးတဲ့အစုံလေးတွေဆရာနဲ့တကာလက်တွဲပြီးတော့သာသနာပြုလာတာဟုတ်တယ်မလားအဲ့ဒီလိုသာသနာပြုတော့ဘလို့များထူးခြားမှုရှိသလဲဗျာလို့မေးစရာရှိလာတာပေါ့ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ဒီလိုကုသိုလ်ကောင်းမှုတွေလုပ်နိုင်တယ်ဆိုတာဖရာသာသနာတော်နဲ့တွေ့ကြုံမှသာလေအဲ့ဒီကုသိုလ်မျိုးကိုလုပ်နိုင်ပါတဲ့ဗျာအဲ့ဒါတခုလေးကိုတော့မှတ်ထားပေါ့ဟုတ်တယ်မလားဒါကတော့ယုတ်တရားပဲဒါကတော့နံတရားပဲလို့ခေါ်တဲ့ဝိပဿနာဘာဝနာကုသိုလ်ကိုဖရာကသာဟောနိုင်တယ်တဲ့နော်အင်မတန်မှပြင်းထန်တဲ့ကင်ဆာဆိုတဲ့ယောဂဇိုးမျိုးကြီးကိုဗုဒ္ဓလို့ခေါ်တဲ့အင်မတန်ကျွမ်းကျင်တဲ့တမားတော်ကြီးဆရာဝန်ကြီးကသာပျောက်အောင်ကုသနိုင်ပါတဲ့ဗျာအဲ့ဒါလေးကိုတော့မှတ်ထားကြပြီတော့ဗောလူသားအလုံးကဗိုက်နာတာခေါင်းကိုက်တာတောင်မရှိဘူးအလုံးဟာယောဂဘေးရတွေကင်းကွာနေကြတယ်ဆိုလို့ရှိရင်ဆရာဝန်တွေဆိုတာအလုတ်လက်မဲ့ဖြစ်ကုန်နေမယ်နော်ဘသူ့ကိုသွားကူးကြမှာလဲနော်အခုခေတ်ကြတော့အဲ့လိုမဟုတ်တော့ဘူးယောဂဘေးရတွေကမျိုးစုံအပြင်ယောဂအတွင်းယောဂတွေပေါ်လာတော့ဆရာဝန်တွေဆိုတာလည်းမျိုးစုံပဲပေါ်လာကြတာဟုတ်တယ်မလားအဲ့ဒီဥပမာလိုပဲတဲ့လောကကြီးမှာလူသားတွေကယောဂတွေဆွဲကပ်လာတယ်ဘာယောဂါတွေလဲဇာတိမွေးလာတယ်ဇရာတဖြည်းဖြည်းနဲ့ကြီးလာတယ်မရဏသေးကုန်ကြတယ်အဲ့ဒီယောဂါတွေကိုပျောက်ကင်းအောင်ကုသဖို့အတွက်ဗုဒ္ဓလို့ခေါ်တဲ့ဆရာဝန်ကြီးကလောကမှာပေါ်လာရတာပါတဲ့ဗျာအဲ့ဒီအတတ်ပညာတွေကိုဗုဒ္ဓမြတ်စွာအခုကဆရာဝန်တွေ6နှစ်9နှစ်သင်တာတော့ထဲ့မပြောနဲ့အဲ့ဒီအတတ်ပညာကိုဗုဒ္ဓမြတ်စွာလေးသင်ခြင်းနဲ့ကဘာပေါင်းတသိန်းသင်ခဲ့ရတာပါတဲ့ဗျာဟုတ်ပလားနော်ဒါကြောင့်မို့လို့အဲ့ဒီဆရာဝန်ကြီးနဲ့တွေ့နေရတဲ့အခိုက်အတန့်မှာမိမိတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အဲ့ဒီယောဂါတွေကိုပျောက်ကင်းအောင်ကုသကြပါတဲ့ပြောရမို့ဆိုတော့ခေတ်စကားနဲ့ပြောမယ်ဆိုတော့ဗုဒ္ဓမြတ်စွာပျောက်စေဆရာကြီးပဲဟုတ်တယ်မလားနော်ဗုဒ္ဓမြတ်စွာရဲ့ပျောက်စေဆေးတွေကိုနော်တောက်သုံးနိုင်အောင်ကြိုးစားအားထုတ်ကြပါနော်ဗုဒ္ဓမြတ်စွာကမွေးလာတဲ့အိုးလာတယ်နားလာတယ်ဆိုတဲ့ယောဂါတွေကိုပျောက်ဖို့အတွက်ပေါ်လာတာနော်အဲ့တော့ဒီခေတ်ကာလမှာ
နိဗ္ဗာန်ကိုရောက်တယ်ဆိုတာအဲ့ဒီမအိုတဲ့မနာတဲ့မသေးတဲ့နေရာကိုရောက်တာကိုဆိုလိုတာနော်အဲ့ဒီ၃မျိုးထဲမှာတေချာကြည့်ဇာတိကမွေးလာတယ်ဇရာကအိုးလာတယ်မရဏကတည်သွားတယ်ဗျာတိဆိုတာမပါဘူးဒုက္ခသစ္စာရဲ့သရုပ်ကိုထုတ်ပြတဲ့ဓမ္မစက္ကပုတ္တနာသုတ်တန်ထဲမှာ၄မျိုးလုံးပါတယ်ဟုတ်တယ်မလားဟိုအသင်းသူဟိုအသင်းသားတွေရှိမှာပါဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံဆိုတာ၄မျိုးသရုပ်ထုတ်ထားတာဗျာတိဒီနေရာကျတော့မပါဘူးတဲ့၃မျိုးတည်းပြထားတယ်ဘာဖြစ်လို့တော့ရှာဆိုတာဗျာတိကကုလို့ရတယ်ဗျာအဲ့ဒါမှတ်ထားဆရာဝန်ဆိုတာသေတာကိုကုတာမဟုတ်ဘူးတဲ့နာတာကိုကုတာတဲ့ဗျာဟုတ်တယ်မလားနော်သေတာကိုကုနိုင်တဲ့ဆရာဆိုတာဒီဘက်ခေတ်ကြီးမှာမရှိပါဘူးနော်ဆရာဝန်ဆိုတာနာတာကိုသာကုတာတမဆိုတာအဲ့ဒီစကားလုံးလေးမှတ်ထားကြဖို့ဗျာနော်ဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနဲ့တွေ့ကြုံရတဲ့အခါမှာသူ့ရဲ့ကျေးဇူးတွေခုနကဒီသာသနာတော်ကြီးနဲ့တွေ့ကြုံရဖို့အတွက်အခွင့်အခါကာလမှာဖရာသာသနာတော်ကြီးနဲ့တွေ့ကြုံရလို့သာလေအခုလိုသိက္ခာတရဟန်းငံရှင်ပြုမဲ့ဖို့နိဗ္ဗာန်ကိုနီးစပ်တဲ့နော်အိုနာတိဒုက္ခတွေမရှိတဲ့နေရာကိုရောက်နိုင်တဲ့တကယ်တမ်းရောက်နိုင်တဲ့တဘာဝတရားတွေအစစ်မှန်ကိုညွှန်ပြနိုင်တဲ့ဗုဒ္ဓမြတ်စွာနဲ့လာတွေ့ရတာအင်မတန်ကံကောင်းတယ်လို့ဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးတရားတွေကိုလည်းပဲသိတယ်ပြီးတော့ဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးကိုပြန်ဆက်တဲ့အနေနဲ့နော်အမိအယဘောမိမိတို့တွေကအထိုက်လျောက်ပါရမီမြောက်တဲ့ကုသိုလ်တွေကိုစီးပူးကြဖို့အရေးကြီးဆုံးလိုအပ်တယ်ဗျာဟုတ်တယ်မလားနော်ပါရမီမြောက်တဲ့ကုသိုလ်ရှိမှသာလေပါရမီမြောက်တဲ့ကုသိုလ်လို့ခေါ်တဲ့ဆေးကိုစားမှသာလေအဲ့ဒီအိုနာတိဒုက္ခတွေပျောက်မယ်တဲ့ဘိုင်းနာတာကိုသွားရပြီးတော့ခေါင်းကိုက်ပျောက်ဆေးတောက်နေပျောက်ပါမလားမပျောက်နိုင်ဘူးဗျာခေါင်းကိုက်နာကိုဘိုင်းနာပျောက်ဆေးသွားတောက်နေရင်လည်းပဲဆေးတူချာလူတခြားဖြစ်နေပါပဲအနာနဲ့ဆေးတဲ့အောင်ပေးပျောက်ရေးမခက်ပါတဲ့ဟုတ်တယ်မလားနော်ဒါကြောင့်မလို့ဘဝတန်တရားကြီးမှာကျင်လဲနေရတဲ့ပုဂ္ဂိုလ်တွေလဲပတ်နေရတဲ့ပုဂ္ဂိုလ်တွေပါဒီယုံ nant ခန္ဓာကြီးတွေရနေရတာကိုဟာပဲဒုက္ခကြီးပဲအဲ့ဒီဒုက္ခတွေငြိမ်းတဲ့နေရာဟာတစ်ခုတည်းရှိတယ်နိဗ္ဗာန်ပဲအသင်္ခတနယ်မြေလို့သုံးထားတယ်လောကကြီးမှာနယ်မြေတွေကနှစ်ခုတည်းရှိတယ်သင်္ခတနယ်မြေဘလောက်တောင်ပဲထမရေချောင်းစီအလှကြီးပေးနေပါစေအောင်တော့ဆူတောင်းတွေကလူချမ်းသာရပါလို့နတ်ချမ်းသာဗြဟ္မချမ်းသာလူဘဝကိုပြန်ဖြစ်ရပါလို့ဒီလင်ဒီမယားနော်အိုအောင်ပေါင်းအောင်ပေါင်းဘဝဆက်တိုင်းပေါင်းရပါလို့လို့ခေါ်တဲ့ဆူတောင်းမျိုးနဲ့သာအဲ့လိုကုသိုလ်မျိုးတွေလုပ်နေဝဋ္ဌနေတိတာကုသိုလ်လို့စာထဲမှာသုံးတယ်ဝတ်မပြတ်တဲ့ကုသိုလ်ဟိုထဲမှာဒီလိုဖြစ်နေတဲ့ကုသိုလ်မျိုးပဲဟုတ်တယ်မလားဣဒံမေပုံညာဆွန်လေးတစ်စွန်းလောင်းတယ်ဆံလေးတစ်ယောက်မှဆရာလေးတွေကိုလှူတယ်ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုသာဆိုပြီးတော့လှူအဲ့ဒီပါရမီကုသိုလ်မျိုးဟာလေဝိဝတ္တနေတိတကုသိုလ်ဝတ်ပြတ်တဲ့ကုသိုလ်လို့ခေါ်ပါတဲ့ဗျာဒါကြောင့်မို့ဘာကုသိုလ်လို့နော်ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့ဆိုပြီးတော့ကုသိုလ်ကောင်းမှုကိုလုပ်ကြပါနော်ဖြတ်ပြီးတော့သွားမှာပဲတဲ့နိဗ္ဗာန်ကိုသာလမ်းဆုံးထားပြီးတော့ဆူတောင်းပြီးတော့သွားကြံတဲ့လူချမ်းသာနတ်ချမ်းသာတွေကလည်းမရောက်ဖဲမနေပါဘူးတဲ့ဖြတ်သွားမှာပါတဲ့ရန်ကုန်ကနေမန္တလေးထိအောင်လက်မှတ်ဝယ်ပြီးတော့ယထာစီးသွားပဲခူးဘူရာကြီးလည်းရောက်သွားမှာပဲတောင်ငူပြင်မနာတာစီကိုလည်းဖြတ်သွားမှာပါပဲဗျာဟုတ်ပြီလားနော်မရောက်ဖဲမနေပါဘူးဒါကြောင့်မို့လို့လမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်လို့ခေါ်တဲ့အသင်္ကတဓာတ်နိဗ္ဗာန်ကိုသာရည်စူးပြီးတော့ပါရမီကုသိုလ်ကိုလုပ်ပါတဲ့အဲ့ဒီကုသိုလ်မျိုးသာလည်းရင်အိုနာတိဒုက္ခတွေကင်းကွာရနေရာအစစ်မှန်ဖြစ်တဲ့အတွက်အဲ့ဒီကိုရောက်ဖို့အတွက်ဗုဒ္ဓမြတ်စွာကပွင့်ပေါ်တော်မူလာတာဖြစ်တဲ့အတွက်နော်ဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးတွေကိုမိမိတို့တွေကပြန်လည်ပြီးတော့ဆက်တဲ့အနေနဲ့ပေါ့ဆရာကသင်ပေးလိုက်တယ်ဆရာရဲ့အသင်အပြတွေကိုမိမိတို့တွေကဘလောက်တောင်နားလဲတယ်ဆိုတာစာမေးပွဲတွေအောင်လုပ်ပြရတယ်လို့ပေါ့ဟုတ်တယ်မလားနော်အင်ဂျင်နီယာအတက်တွေသင်ပေးလိုက်တယ်သူ့ဟာသူစာရဲနဲ့တက်နေလို့မရဘူးမိမိတို့ကိုယ်တိုင်ကဆရာရဲ့အသင်အပြတိုင်းအဆောက်အဦကြီးတွေဆောက်ပြနိုင်မှသာလေအကျိုးသက်ရောက်မှုရှိတယ်လေဟုတ်တယ်မလားဆရာရဲ့သင်ပြရာကျိုးနဲ့တယ်အဲ့ဒီပုံစံမျိုးပဲဗုဒ္ဓမြတ်စွာရဲ့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ပါရမီမြောက်တဲ့ကုသိုလ်တွေကိုဆောင်ရွက်ဖို့အတွက်ဟောပြောချက်တွေကိုလည်းမိမိတို့တွေကလေးလေးစားစားနဲ့တကယ်တမ်းလိုက်နာကျင့်သုံးပြမှသာလေဆရာရဲ့ကျေးဇူးကိုဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးကိုဆက်ရရောက်ပါလိမ့်မယ်ဗျာဟုတ်ပြီလားနော်ကတင်ညူပုဂ္ဂိုလ်ကတဝေဒီပုဂ္ဂိုလ်ဖြစ်လိမ့်မယ်တဲ့ဗ
ဗုဒ္ဓမြတ်စွာကမိမိတို့ပေါ်မှာဘာလို့ခုနကပြောခဲ့တဲ့တရားတော်တွေကိုဟောကြားတဲ့ပြီးတော့ပထမဆုံးကျေးဇူးပြုလိုက်တယ်ဟုတ်တယ်မလားမိမိတို့တွေကလည်းအဲ့ဒီတရားတော်တွေကိုတကယ်တမ်းလက်တွေ့လိုက်နာကျင့်သုံးပြီးတော့ပြန်ပြီးတော့ကတ္တဝေဒီပုဂ္ဂိုလ်ဖြစ်အောင်ဆက်ရမှာလေဗျာဟုတ်တယ်မလားနော်ဒါကြောင့်မို့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ကျေးဇူးတွေကိုဆက်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဗုဒ္ဓမြတ်စွာရဲ့နောက်ဆုံးပါကြားချက်လေးဖြစ်တဲ့အပ္ပမဒေနတမ္ပါဒေထမိမိရောမနေကြနဲ့ဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးတရားတွေကိုပြန်ဆက်နိုင်အောင်နော်ဗုဒ္ဓမြတ်စွာရဲ့ဟောကြားထားတဲ့နိဗ္ဗာန်မဲ့ဖို့တွေကိုအခုဘဝမရောက်တော့မှတဖြည်းဖြည်းနဲ့ပါရမီကုသိုလ်ဆိုတာစုရတာဖြစ်တဲ့အတွက်ဗုဒ္ဓမြတ်စွာတောင်မှခုနကဘုန်းကြီးပြောခဲ့ပြီလေဒီအဆင့်ကိုရောက်အောင်လေးသင်ချင်းနဲ့ကဘာပေါင်းတသိန်းအရှင်သာရိပုတ္တရာကိုရောကြီးညာဘက်ကနေရာကိုရောက်အောင်တသင်ချေနဲ့ကဘာပေါင်းတသိန်းဝိဝတ္တနေတိတပါရမီကုသိုလ်တွေကိုစုဆောင်းခဲ့ရတာဖြစ်တဲ့အတွက်မိမိတို့တွေကလည်းဘဝတွေဘလောက်ကြာအောင်မလို့ဘယ်သူမှမပြောနိုင်ကြဘူးဟုတ်တယ်မလားအတိတ်ဘဝတွေရှေးဘဝတွေကမိမိတို့တွေကကောင်းတာလုပ်ခဲ့လို့ဒီဘဝမှာလာကောင်းကြတာနောက်ဘဝဆက်တိုင်းကောင်းဖို့အတွက်ကလည်းပါရမီကုသိုလ်တွေကိုထပ်ပြီးတော့လုပ်ရမယ်ဟုတ်တယ်မလားနော်ကားတဲ့ကိုဓာတ်စီတကားလန်ထည့်ထားရင်အဲ့ဒီဓာတ်စီတကားလန်ကမိုင်30ပဲမောင်းလို့ရတယ်ဆိုရင်မိုင်30ပြည့်ရင် तू ရပ်သွားမှာဟုတ်တယ်မလားဆက်ပြီးတော့သွားခြင်းဘာလို့ရမလဲစီပြန်ထည့်ရမယ်ရှေးကကောင်းလို့အခုကောင်းလာကြတာအခုဘဝအကောင်းတွေပြန်ထည့်มาလဲကုသိုလ်နဲ့တူတဲ့စီတွေပြန်ဖြည့်มาလဲနောက်ဘဝကိုဓာတ်တဲ့ကောင်းတဲ့နေရာကိုရောက်ကြပါလိမ့်မယ်ဗျာဟုတ်တယ်မလားနော်ဒါကြောင့်မို့ပါရမီကုသိုလ်တွေကိုများများစုဆောင်းနိုင်အောင်အပ္ပမဒေနတမ္ပါဒေထမိမိရောမနေကြနဲ့ဆိုတဲ့ဗုဒ္ဓရဲ့တရားတော်ကိုလေးနဲ့ထားရပြီးတော့လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ကြပါစေလို့ဘုန်းကြီးကဓမ္မလက်ဆောင်ပေးနေဘုန်းကြီးရဲ့ဓမ္မကထာကိုခဏညီကုန်းချုပ်မယ်ဒါကြောင့်ခဏပြုလုပ်ကြရတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစုစုတို့ကြောင့်အာလုံးသောသူတော်စင်ပေါင်းတို့သည်မိမိရဲ့အကျိုးသူတစ်ပါးရဲ့အကျိုးသာသနာတော်ကြီးရဲ့အကျိုးကိုထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်များတွေဘဝဆက်တိုင်းဖြစ်ကြပြီးတော့မအိုရာမနာရာမသေးရာအာလုံးသောဆင်းရဲခတ်သိမ်းတို့ရဲ့ကင်းကျင်ရာဖြစ်တဲ့အသင်္ကတဓာတ်နိဗ္ဗာန်မြတ်ကိုလျင်မြန်စွာမျက်မှောက်ပြုတဲ့နိုင်ကြပါစေကုန်သောဟု၍ပထနာအောင်စုပြုလိုက်ကြကုန်ရာတည်း